ကောင်းတဲ့ကံပဲဖြစ်မကောင်းတဲ့အကုသိုလ်ကံပဲဖြစ်လူတွေဟာနေ့စဉ်မှာလုပ်နေကြတာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကောင်းတဲ့အတွေ့တွေလည်းတွေးတယ်မကောင်းတဲ့အတွေ့တွေလည်းတွေးတယ်ရေပုံရခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်မကောင်းတာကတချို့ကများတယ်ပေါ့လူတိုင်းတော့မများပါဘူးကောင်းတာတွေများတာသို့တော့ကောင်းတဲ့လုပ်ရကလေးဟာနည်းနည်းပဲဖြစ်စေမကောင်းတဲ့လုပ်ရကလည်းမိနစ်ပိုင်းလောက်ဖြစ်စေစက္ကန့်ပိုင်းလောက်ဖြစ်စေနာဟိကမ္မံဝိနတတိကိုယ်တဏ္ဍမှာဖြစ်သွားပြီဆိုတဲ့ကပျောက်သွားတာမဟုတ်တော့ဘူးတဲ့ဒီလိုဆိုလိုတယ်နော်ဖြစ်သွားလိုက်တဲ့အခိုက်အလေးဟာအောင်မြင်ဖြစ်သွားလိုက်တဲ့ဟာကမေ့သွားပြီမဲ့တဘာဝတရားအလျောက်မိစ္ဆာသဘောတရားအရာဖြစ်ပြီးပြတ်သွားတာမှန်တော့လဲသူ့ရဲ့တတ္တိလေးသို့မဟုတ်မျိုးစိတ်ကလေးကကြာကြံ့ရသွားတယ်အဲဒီမျိုးစိတ်လေးကမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တယ်လို့ပဲဘဝတစ်ခုကျိုးပေးဖို့အတွက်စဉ်းသင်းဖြစ်နေတတ်တယ်ပေါ့ဒါကြောင့်မို့ဒါလေးကတော့မပြောပါတော့ဘူးဆိုပြီးတော့အကုသိုလ်ကံကိုလည်းသွားပြီးတော့အထင်မသေးတဲ့မူနော်ဒါကြောင့်မို့ဝစီဗေဒထိတိုင်းရှာဆိုပြီးတချို့လဲဘာမဟုတ်တာလေးနဲ့နေမယ်ဒီအပြောဆိုမတတ်စိတ်နေသဘောထားမတတ်တဲ့အတွက်ကြောင့်သွားပြီးတော့ကဲရဲ့ရှုပ်ချမိသွားရင်အဲ့ဒါတစ်သလုံးဒုက္ခရောက်ပြီးဘဝတန်တရားမှာကြည့်လေခောစုတ်တရားအလောင်းကြည့်ပိစိကဗုဒ္ဓအိမ်ကြွလာတဲ့ပိစိကဗုဒ္ဓတပါးကခါလေးကုန်းနေတာဘာရဲ့လို့မဟုတ်ဘူးအပျော်လို့တာတို့ရဲ့ပိစိကဗုဒ္ဓကဒီလိုလေးကြွတယ်ဆိုပြီးတော့ရွှေကွက်ကလေးပွေ့ပြီးတော့ခါလေးကုန်းပြီးရည်စရာလို့တာကကုံးမကြီးဖြစ်နေနော်တကယ်ကတော့အဲ့ဒါမျိုးလေးကစပြီးတော့အတော်ကြောက်စရာကောင်းတယ်လို့အကုသိုလ်ကံဩဃတေနတထေသာဇလန်းကိုကြည့်လိုက်အောင်မယ်ဆိုရင်သူဇနီးတွေကဗာပြောလိုက်တော့သူတို့ဆူတောင်းတဲ့အခါလှူဒန်းပြီးဆူတောင်းတဲ့အခါဟိုအရှင်မြတ်ကသူတို့ဆူတောင်းပြီးမှကိုသိလို့ပြုံးလိုက်တာကိုသူကဘာမှတ်ချက်ပေးတော့ဆိုပြုံးတယ်ဆိုတာသူကသူပြုံးတာနေပါစေပေါ့မဟုတ်ဘူးတို့အရှင်ကနော်ခုခေတ်လိုပြောရင်တော့အနုပညာသမားထမရဲ့လို့ပြောတယ်ပေါ့နော်တို့အရှင်ကဒီစတ္တမနဲ့တူပါတယ်လို့စတ္တမနဲ့တူပါတယ်လို့ပြောလိုက်တာဟိုယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကလည်းသူဇနီးပြောတဲ့အတိုင်းအေးဟုတ်မှာပေါ့ကွာလို့ဒါနဲ့ပဲသူတို့ဇက်ကစားရတဲ့ဘဝမျိုးတွေရောက်သွားတာနော်အဲ့ဒါတကယ်စဉ်းစားကြည့်မယ်ဆိုရင်ဘာမှဖြစ်လောက်တာမဟုတ်ဘူးလို့ပြောရမယ်ဘာမှဖြစ်လောက်တဲ့မဟုတ်တဲ့ကံလေးကလည်းကျိုးပေးတတ်တယ်ဆိုတာအဲ့ဒါကိုပြောတာနာဟိကမ္မံဝိနတတိတဲ့ကုသိုလ်ကံပဲဖြစ်အကုသိုလ်ကံပဲဖြစ်ကိုလုံးမိတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်သွားတဲ့အရာလေးဟာအကုသိုလ်ကံဆိုရင်အမဲဆက်ကလေးပေါ့ကုသိုလ်ကံဆိုလို့ရှိရင်တော့အဖြူကလေးပေါ့အဲ့ဒီနှစ်ခုစလုံးဟာပျောက်ပြက်သွားတာမဟုတ်ဘူးတဲ့မျိုးစိတ်ကလေးတွေဖြစ်သွားပြီတနေ့တစ်ချိန်ကျအခွင့်သာလို့ရှိရင်အပင်ပေါက်လာမှာပဲလို့ဒီလိုပြောတာနော်ဒါကြောင့်မို့သတိထားရတယ်ကိုယ်နဲ့မဆိုင်တာဆိုရင်မဝေဖန်မိဖို့မပြောမိဖို့ကိုယ်စိတ်ကိုသတိထားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒရှိတယ်နာဟိနပရိတံဝိလောမာနိနပရိတံကတကတံနဲ့သူတစ်ပါးရဲ့မသိမလျော်တဲ့ကိစ္စတွေဝေဖန်မနေနဲ့နော်နပရိတံဝိလောမာနိဆိုမလျော်ညီတဲ့ကိစ္စတွေမဝေဖန်နဲ့ဟောကတကတံလောက်တာမလောက်တာတွေတော့ဝေဖန်မနေနဲ့ဒီလိုဆိုလို့တယ်နော်ဝေဖန်ပြီးပြောလိုက်မယ်ဆိုရင်ကိုယ်မှအကုသိုလ်ဖြစ်သွားနိုင်တယ်လို့ဒီလိုဆိုနပရိတံဝိလောမာနိနပရိတံကတကတံအတ္တနောဝအဝိခေယကိုယ့်ကိုယ်ပဲချီလူတွေကသူများဝေဖန်လိုက်တယ်ဆိုရင်သူများဝေဖန်တဲ့စိတ်ကိုတော့ကောင်းတဲ့စိတ်လို့သွားထင်နေတာအဲ့ဒါကမကောင်းတဲ့စိတ်ဖြစ်သွားတယ်ဒါလေးကိုသတိထားဖို့လိုတယ်နော်အကုသိုလ်ဆိုတာလွယ်လွယ်လေးနဲ့ဖြစ်တယ်ကြည့်မချီးမွမ်းတဲ့လူကိုချီးမွမ်းရင်လည်းအကုသိုလ်ပဲချီးမွမ်းတဲ့လူကိုကဲ့ရဲ့ရင်လည်းအကုသိုလ်ပဲဒီနှစ်ခုကမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေထဲမှာရှိတဲ့ကောကလိကတော့အလွန်သတိထားရမယ့်ကိစ္စတွေပေါ့မချီးမွမ်းတဲ့လူသွားချီးမွမ်းရင်လည်းအကုသိုလ်ဖြစ်တယ်ချီးမွမ်းတဲ့လူကိုသွားကဲ့ရဲ့မိရင်လည်းအကုသိုလ်ဖြစ်တယ်လို့ဒီလိုလုပ်မိလို့ရှိရင်နှုတ်ကိုအကြောင်းပြုပြီးတော့လူတွေကဒုက္ခရောက်တတ်တယ်လို့
တရားဝါတွေဒုက္ခရောက်တယ်ဆိုတာတရားဝါတွေရဲ့အကျိုးလောကသားတို့အတွက်မြတ်ဗုဒ္ဓဟာလမ်းကြောင်းတွေကိုဖြောင့်ပေးနေတာဖြောင့်ပေးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုများများရပြီးများများတတိထားဖို့လိုတော့ပေါ့ဒါကြောင့်မို့တရားကိုများများနာရမယ်စာပေဘုရားစာပေတွေကိုများများဖတ်ရဒီလိုဆိုတာပေါ့နော်တရားမနာရင်လည်းမသိဘူးစာပေတွေမဖတ်ရင်လည်းမသိဘူးသိဖို့လိုတယ်ပေါ့ဒါကြောင့်မို့များများသိအောင်မျက်စိကောင်းနေရင်ဖတ်ဖို့အခွင့်အရေးတွေရှိပါတယ်နော်နားကောင်းနေရင်လည်းနားထောင်ဖို့အခွင့်အရေးတွေရှိပါတယ်မျက်စိကောင်းတဲ့မျက်စိလေးကိုသွားဂိမ်းဆော့တဲ့နေရာသွားအသုံးချရင်မျက်စိမှုံမှာပဲရှိတာပဲဟောအဲ့ဒီနေရာမှာအသုံးမချဘဲနဲ့အဖို့တန်တဲ့လောကရေးရာဓမ္မရေးရာစာတွေဖတ်လိုက်မယ်ဆိုရင်အများကြီးကိုယ့်အတွက်အသုံးကျတာဖြစ်မယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်တွက်ချက်ပြီးတော့လုပ်တဲ့နဲ့ပေါ့အဲ့ဒါလို့မလုပ်ဘူးဆိုရင်အပျော်ကလေးတစ်ခုတည်းအတွက်အပြင်းဖြေတာလေးတစ်ခုတည်းအတွက်ဆိုရင်ဘာအကျိုးရှိဘာမှအကျိုးမရှိဘူးအပြင်းလေးပြေသွားတာကိုပဲရက်လက်လို့သတ်မှတ်လို့ရှိရင်တော့ဟုတ်လားတနေ့ကုန်ပတ်စံတပြားမှမရဘဲနဲ့ကုန်းပြီးတော့ချင်းတူးတဲ့လူလိုပဲဖြစ်မှာပဲပတ်စံတပြားမှရအောင်ဘာလို့တူးတော့အပြင်းပြေတူးနေတဲ့လူမျိုးပေါ့ပတ်စံတပြားမှလည်းမရအဲ့ဒါမျိုးလိုပဲဒီကိုလုံးတဲ့လောက်ရရဲ့အကျိုးဆက် result ကိုသိချကြည့်ရကောင်းကျိုးဆိုးကျိုးဆိုတာကိုလည်းဝေဖန်သုံးသပ်ပြီးတော့ကြည့်ရဆိုးကျိုးတွေမရအောင်သတိထားဖို့မတ္တမအရေးကြီးတယ်အဲ့ဒီအရေးကြီးတဲ့အချက်တွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကသတိထားတတ်ဖို့ခေါ်တယ်နောက်ဆုံးမှာများများဆဆမဖတ်နိုင်လို့ရှိရင်မြတ်စွာဘုရားဟောကြားတဲ့ဓမ္မပဒဆိုတဲ့ဂါထာလေးတွေရှိတယ်ဇလန်းနေသိမ့်မဖတ်ခြင်းလေးမြတ်စွာဘုရားရဲ့ဂါထာလေးတွေအတွေးခေါ်လေးတွေကိုဖတ်အတွေးခေါ်လေးတွေဖတ်ပြီးတော့ကိုယ့်ဘဝနဲ့ကိုယ်ဆက်ဟပ်ပြီးတော့ကြည့်ဇလန်းဆိုတာသင်္ကန်းစာယူဖို့အတွက်ပဲတချို့ကဇလန်းတွေကလူပဲဖြစ်တယ်ငါလည်းမဆိုင်ဘူးလို့ထင်သွားတတ်တယ်အဲ့တော့ဇလန်းကိုသာထားအတွေးခေါ်လေးတွေဓတနာလေးတွေကိုမြင်အောင်ကြည့်ခုနဟာဓမ္မပဒကပဲနပရိသံဝီလောမာနိနပရိသံကတာကတံသူတစ်ပါးရဲ့မလှော်ရော်တဲ့အနေထားတွေကိုတော့ကြည့်နေတယ်နပရိသံကတံသူလောက်တာမလောက်တာတွေတော့မကြည့်နဲ့အတ္တနောဝအဝိခေယကိုယ့်ရဲ့မတော်မလျော်ဖြစ်နေတာလားဆိုတာသာကြည့်တယ်ကိုလောက်တာမလောက်တာကိုသာကြည့်တယ်ဒီလိုဆိုတာမြတ်စွာဘုရားဒါဆုံးမဩဝါဒပေးသူများကမကြည့်နဲ့လို့ဆိုကြည့်ရင်နောက်ကပါလိုက်လာပြောမိသွားလေပြောမိသွားလို့ရှိရင်ကိုပြောတဲ့အတိုင်းမဟုတ်ရင်ဒုက္ခရောက်တခါတော့ကဒီမြို့တစ်မြို့မှာတော့ရကြောင်းတစ်ကြောင်းမှာယဟန်တော်နှစ်ပါးနေကြတယ်ဆိုတော့အဲ့ဒီယဟန်တော်တစ်ပါးကသူကတရားသူတရားပြရာပြီးသားယဟန်တာပုဂ္ဂိုလ်သူ့မှာဘာရှိတုံးဆိုအစာအိမ်မကောင်းတဲ့ယောဂရှိတယ်ဆွမ်းခံသွားတဲ့အခါကျတော့အချိန်စောနေလို့ရှိရင်ဒီဃာရကမတွေကဘာလောင်းတော့ဆိုယာကုပူပူလေးတွေလောင်းနော်ယာကုဆံပြုတ်ပေါ့အဲ့ဒါကိုလောင်းတာလောင်းတဲ့အခါကျတော့ပူပူကလေးမနဲ့စောစောတောက်လိုက်လို့ရှိရင်လေငြိမ်သွားအောင်လို့ဆိုပြီးတော့အဲ့ဒီကိုတော့ပူပူလေးလမ်းဘေးတနေရာမှာထိုင်ပြီးတော့ဖုံးပေးတာနောက်သူနဲ့မလမ်းမကန်းကနေလာတဲ့ဆောင်းကန်ကိုတော့မြင်တဲ့အခါကျတော့လမ်းဘေးမှာတစ်တဝင်းလေးပေါ်မှာနော်ဆင်ပြေသလိုဖုံးပေးနေတဲ့ကိုတော့ကိုကြည့်ပြီးဒီကိုတော့နဲ့ဗိုက်ဒီလောက်ဆန်ရသလားပေါ့မတော်မလျော်ကြောင်းကြမှာဖုံးပေးတာမဟုတ်ဘူးလမ်းဘေးဖုံးပေးရမလားလို့တစ်တင်အပြစ်တင်နဲ့မျက်နှာနဲ့ကြည့်သွားစိတ်ထဲရတယ်တွေးတာနော်စိတ်ထဲကတွေးပြီမဲ့လို့မျက်စိကစောင်းပြီးတော့ကြည့်သွားတာကြည့်တာနဲ့ပဲဟိုကတော်ကလည်းသိလိုက်တယ်ငါ့ကိုပြစ်တင်နေတာပဲသူကတော့သူ့ရည်ရွယ်ချက်နဲ့သူလုပ်တာလေကိုသိတာမဟုတ်ဘူးသူ့ဘာယောဂရှိတာဟိုကတော်သိတာလည်းမဟုတ်သို့တော့အဲ့ဒီကိုတော်ကလည်းညံ့တဲ့ကိုတော်တော့မဟုတ်ဘူးသောတာပန်သူကလည်းကျောင်းရောက်တဲ့အခါကျတော့အဲ့ဒီနှစ်ပါးဆုံးတော့ခုနကယဟန္တာပုဂ္ဂိုလ်ကမေးတယ်ငါရှင်တရားသူရပြီလားဆိုသူသောတာပန်ဖြစ်တဲ့ကြောင်းအဲ့ဒါဆိုလို့ရှိရင်မင်းသောတာပန်ဖြစ်နေတာလေးကိုရောသောတာပန်ဖြစ်နေတာလေးကိုပြစ်မှုကျွလွန်ထားတယ်တဲ့တတိထားပြီးတော့ပြန်စဉ်းစားလိုက်ပြီးတောင်းပန်လိုက်အောင်တဲ့ပြောသွားတယ်
အဲ့ဒီကြတော့မှသူတတိယပြီနှုတ်နဲ့ပြမမိတာဟောဒီကိုရောကြီးနဲ့သာထယံကောဆိုတာမတော်မလျော်ကြီးပဲလို့ဒီလိုသွားပြီးတော့ပြစ်တင်တဲ့ဟာကြည့်ပြီအဲ့ဒီမှာတောင်းပန်နေဆိုတဲ့အကြောင်းပါတယ်နော်အေးလောကကြီးမှာတစ်ခါတလေအပြစ်လို့မဟုတ်တော့တဲ့မထင်ရတော့တဲ့အရာကလည်းအပြစ်ဆိုဖြစ်သွားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒါလို့အသေးဖွဲလေးတွေကစပြီးလောကသားတွေတတိထားမိအောင်လောကသားတို့အတွက်ရဗုဒ္ဓနေမအားနာမနာကျူပန်းအထောက်ထားတတ္တော55နှစ်ဝါရော20ဆိုပြီးခဲ့တတ္တော54နှစ်ဝါရောဆိုပြီးတဲ့နောက်မှာ21ဝါမြောက်ကနေစပြီးတော့မြတ်စွာဘုရားဟာဝါတွင်အချိန်ခါကိုတော့ဖြင့်တခြားဒေသတွေမှာမနေတော့ပဲနဲ့တရင်မသုံးတော့ပဲနဲ့တာဝတိမြို့မှာပဲတရင်သုံးတော့တယ်တဲ့25ဝါရှေ့ပိုင်းဝါ20ကတော့ဟိုနာဒီနာနေရာအနှံ့ဣတိပတနကျောင်းတော်ကနေစပြီးတော့နေရာအနှံ့ဆွေတော်မျိုးတော်တွေဆောက်လို့လူထမ်းထားတဲ့ဏိကျောရယုံကျောင်းကြီးမှာတဝါပဲဆိုတယ်အဲ့ဒါလို့အနှံ့အပြားမြတ်စွာဘုရားကြွရောက်ပြီးတော့အစဉ်ပြေသလိုတရင်သုံးတာသို့တော့သက်တော်54ပြည့်လို့ဝါရော20ရသွားတဲ့အချိန်က20ရသွားပြီးတဲ့နောက်မှာ21ဝါမြောက်ကနေစပြီးတော့သာဝတိမြို့မှာပဲပုံမှန်ဝါတွင်ကာလမှာသတင်းသုံးတယ်သို့တော့ဝါကျွတ်တဲ့အချိန်မှာတော့ထိုးအယတ္တေသတို့ဒေသစာရီကြွတယ်ပေါ့အဲ့ဒီသာဝတိမှာမြတ်စွာဘုရားသခင်ကိုရောမြတ်21ဝါမြောက်ဇေရွန်ကျောင်းကြီးမှာစပြီးတော့ဝါဆိုတယ်သာဝတိမြို့မှာဘာကြောင့်နှစ်ပေါင်းများစွာတတ္တဝါလည်းရလာပြီဆိုတော့သာဝတိမှာနေတာဘာလို့တော့ဆိုသာဝတိမြို့ကဝိတာခါတို့အနာရိတို့ကသူကအပြုစုအမတန်ကောင်းတယ်နော်တရားတရားကအနာရိဆိုတာအလွန်ကိုတရားတရားကောင်းတယ်ဝိတာခါဆိုတာလည်း9နှစ်အရွယ်ကတည်းကသောတပန်ဖြစ်ပြီးတရားတရားအလွန်ကောင်းတယ်ပြုတတ်တယ်စုတတ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်အနာရိဝိတာခါတို့ရဲ့ခြေဆုတွေခြေဆုဆိုတာရှိတတ်တယ်နော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမတယ်ကိုယ်ပေါ်မှာခြေဆုပြုထားတဲ့ပုဂ္ဂိုလ်ကိုတုံ့ပြန်ပြီးတော့ခြေဆုပြုရတယ်ခြေဆုမတင်တတ်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရှုတ်ချအနာရိတို့ကမြတ်စွာဘုရားပေါ်မှာဘလောက်ကောင်းလို့လဲဒီပြင်ပုဂ္ဂိုလ်တွေရောမကောင်းဘူးလားဆိုအနာရိကတအားကောင်းမြတ်စွာဘုရားဇေရွန်အကြောင်းကြီးဆောက်လို့လှူဒန်းတယ်ဆိုတာနော်သူစည်းစိမ်ကုံတလောက်လှူတာ54ဂရီရေဝေရာ54ဂရီကျောင်းဆောက်တာ54ဂရီကျောင်းဤဆက်ချလောက်တာ54ဂရီနဲတာလားအဲ့ဒီလောက်ထိအောင်စွန့်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ရဲ့တရားတရားစွန့်ကြည့်ပေါ့စမ်းကြည့်ပေါ့မြတ်စွာဘုရားရဲ့စိတ်တိုင်းချဖြစ်အောင်ကျောင်းထဲမှာပြည့်ပြည့်စုံစုံဇေရွန်ကျောင်းတော်ကြီးဆိုတာဒါမှမဟုတ်နာမည်ကြီးတာဗေမိသာရမင်းကြီးဆောက်တဲ့ဝေလင်းကျောင်းတော်လောက်ကောင်းမယ်မထင်ဘူးနော်ဇေရွန်ကျောင်းကြတော့ပြည့်ပြည့်စုံအောင်လူလေးသေးမရှိဆောက်တယ်ပြီးတော့မြတ်စွာဘုရားပေါ်မှာအလွန်ညတ်တာတယ်ငါကျောင်းတကာဆိုပြီးတော့မြတ်စွာဘုရားကိုအချိန်မီဝင်တွေ့တာမျိုးဘယ်တော့မှမလုပ်ဘူးမြတ်စွာဘုရားကိုမေးခွန်းနေမေးပြီးတော့သူတရားဟောအောင်ဘယ်တော့မှမလုပ်ဘူးဘယ်လိုနှလုံးသွင်းလို့ဆိုရင်ငါတရားဟောနေဘုရားပင်မရှာတော့မှာပဲဆိုပြီးတော့ငါမေးလို့ငါ့ကိုသူ့မှာအလုပ်တွေအလွန်များတယ်နေမနာညာမှာလုံးငါသွားပြီးတော့မေးလိုက်မယ်ဆိုရင်ငါအတွက်အချိန်တွေပေးရလိမ့်မယ်ဘယ်တော့မှမေးဘူးတဲ့မေးကုန်သို့တော်မြတ်စွာဘုရားကအနာရိတတိလာရင်တော့သူနဲ့ထိုက်တဲ့တရားတစ်ပုဒ်ဟောတာဟောလိုက်တယ်သူကဒါနကိုစိတ်အားတန်တဲ့ပုဂ္ဂိုလ်ဖြစ်တာပေါ့နောက်ဆုံးအချိန်မှာသူနေမကောင်းတဲ့အခါမှာရှင်သာရိပုတ္တရာကိုသူဘုရားကိုယ်စားအားကိုးတယ်ရှင်သာရိပုတ္တရာသွားပြီးတော့တရားဟောတဲ့အခါမှာအစွဲဖြုတ်တဲ့တရားကိုဟောပေးတာရှင်သာရိပုတ္တရာအဲ့ဒီကြတော့သူငိုတယ်သူဟာကျောင်းတကာကြီးလုပ်ပြီးတန်ဃာတွေနဲ့လောင်းနီးစပ်တာတောင်မှဒီတရားမျိုးအခုသေကဏီမှာနာရတယ်ဆိုပြီးတော့ငိုတာသူကရှင်သာရိပုတ္တရာမထေရမြတ်ကပြောတယ်ဒီတရားကလူတွေကိုသိဟောလို့မရှိဘူးလူအကြောင်းတွေဆိုတာသားနဲ့သမီးနဲ့စီးပွားနဲ့နေကြတာဆိုဒီလိုအစွဲဖြုတ်ခိုင်းမှုသိပြီးတော့ဒီရဟန်းတွေထဲမှာအတွေးရှိမှမဟုတ်ဘူးပေါ့ဖြုတ်ခိုင်းနေလို့ရှိရင်ဖြုတ်တယ်မှမဟုတ်ဘူးဆိုပြီးတော့အတွေးနဲ့ဖြုတ်ခိုင်းတာမျိုးမလုပ်ဘူးတဲ့ခုကနောက်ဆုံးချိန်မို့ဟောပေးတာလို့ဆိုတော့
သူမဟုတ်ပါဘူးဗျာတဲ့လူတွေထဲမှာလည်းပဲဒီဆွဲလန်းမှုတွေလျှော့ချနိုင်အောင်ဒီတရားဟောပေးပါလို့တောင်းပန်သွားတယ်အဲ့ဒါလို့နာရဝိတ္တိသူเจ้าကြည့်ပြီးတော့အမြဲတမ်းပီတိဖြစ်နေတာဒီလူကအဲ့ဒါမြတ်စွာဘုရားပေါ့အလွန်ငဲ့ညာဝိသခာတို့ဆိုတာလည်းအလွန်ငဲ့ညာတနေ့ကို3ခေါက်ကျောင်းရောက်တဲ့လူကျောင်းရောက်တယ်လူရရှိရင်မြတ်စွာဘုရားတပါးတည်းကိုခရူးဆိုင်တာမဟုတ်ဘူးနောက်လိုက်နောက်ပါတန်ဃာတွေအားလုံးကိုလည်းခရူးဆိုင်တယ်ဘာလို့လဲလက်ပတ်မေးပြီးတော့မှတရားနာတရားပွဲပြီးတာနဲ့ဘာလို့တလဲဆိုတာလက်ပတ်မေးပြီးတော့မှအိမ်ပြန်ကြတာသူတို့ရဲ့ထုံးစံဒါတရက်တည်းမဟုတ်ဘူးနေ့စဉ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီမိသားစုနှစ်ဦးနာရဝိမိသားစုနဲ့ဝိသခါတို့မိသားစုသူတို့ကလည်းခတ်လိုက်တာအနာရဝိကလည်းသူဇနီးကဘယ်နေမှမသိဘူးသူ့နာမည်မသိရဘူးနော်သိတော့သိရတယ်ပေါ့မပေါ်တာပြောတာနော်ဝိသခါလည်းသူတကားကြီးနာမည်မပေါ်ဘူးသူ့နာမည်ပဲပေါ်တာတချို့ကသွားပြီးမဟုတ်တယ်လို့သွားတွဲမိတတ်တယ်တယောက်စီနော်တယောက်စီဝိသခါကတအိမ်တော်သူ့ဟာသူပုံညာဝဋ္ဌနာတဲ့သူတကားကြီးကအနာရဝိတထေရဲ့ဇနီးကပုံညာလက္ခဏာဒေဝီထမရဲ့သူကလည်းသိမထင်ရှားဘူးပေါ့အဲ့ဒါလို့ဒီမိသားစုနှစ်ဦးဟာမြတ်စွာဘုရားပေါ်ရောတန်ဃာတွေပေါ်ရောအလွန်ကောင်းကြတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားသူတို့ကိုချီးမြှောက်တဲ့အနေနဲ့သူတို့နှစ်ဦးဆောက်လုပ်လှူဒန်းတဲ့ဇေရွန်ကျောင်းနဲ့ပုဗ္ဗယုံကျောင်းဇေရွန်ကျောင်းကမြို့တောင်စနေထောင်းဘက်မှာရှိတယ်ပုဗ္ဗယုံကျောင်းကမြို့ရှိမှာရှိတယ်ဇေရွန်ကျောင်းမှာညာကျင်းရင်ပုဗ္ဗယုံကျောင်းမှာနေနေတယ်ပုဗ္ဗယုံကျောင်းညာကျင်းလို့ရှိရင်ဇေရွန်ကျောင်းနေနေတယ်လို့အလှဲ့ပြောင်းလေးနဲ့မြတ်စွာဘုရားဆုံးကကြွတဲ့အချိန်မှာမြို့ထဲထွက်ရှေးဘောက်ကထွက်ပုဗ္ဗယုံကျောင်းနေလိုက်ပုဗ္ဗယုံကျောင်းနေတဲ့အခိုက်မှာမြို့ထဲဆုံးကဝင်ပြန်ထွက်တဲ့အခါတောင်ဘောက်ကထွက်မြို့တောင်တကားထွက်ပြီးဇေရွန်ကျောင်းမှာနေဒီလိုနဲ့လက်ပြောင်းပြီးတော့စတင်ပြီးတော့သတင်းသုံးတာ21ဝါဆိုတော့မြတ်စွာဘုရားရဲ့တက်တော်ဟာ55နှစ်ရှိသွားပြီ55နှစ်ဆိုတာဟာလိတတကလို့ခေါ်တယ်60တိအောင်အကြပိုင်းရောက်သွားပြီမြတ်စွာဘုရားသခင်ကိုရောမြတ်အကြပိုင်းရောက်သွားပြီသို့တော့ပါရမီပုံရိပ်အမှတ်တစိတ်တွေနဲ့အင်တန်မှဒီကျမ်းမာတဲ့ပုဂ္ဂိုလ်လို့ဆိုရမှာအဲ့ဒါကြောင့်မို့လို့တက်50ကျော်လို့ဆိုပြီးမဲ့လို့အင်တန်မှနုပြိုဆဲပဲလို့ပြောရမယ်သို့တော့6နှစ်ပတ်လုံးဒုက္ခရစရိယအပြင်းထန်ကျင့်လာတဲ့ဓာန်ကတော့ရှိတယ်ခါအောင်နေနော်မကြာခဏခါအောင်တာလို့ခေါင်းကိုက်တာမြတ်စွာဘုရားမှာလည်းဒီဒုက္ခတွေရှိတယ်ဟောသို့တော့ဒီဒုက္ခတွေကိုမရေးတွက်ဖဲနဲ့မြတ်စွာဘုရားလောကသားတို့အတွက်အကျိုးစီးပွားဖြစ်ထွန်းမယ်ဆိုရင်ချက်ချင်းကြွရောက်ပြီးတော့တရားဓမ္မဟောပြောခဲ့တာပေါ့50တက်တော်55နှစ်21ဝါမြောက်ဇေရွန်ကျောင်းတော်ကြီးမှာသတင်းသုံးတဲ့အချိန်အနာရဝိတ္ထေကြီးဆောက်ပြီးတော့လှူထားတဲ့ကန္တကုရီတဲ့မွေးကြိုင်တဲ့အနတ်နေနဲ့ထုံမွမ်းထားတဲ့ကျောင်းငယ်ငယ်ကုတိဆိုတာနိုင်ငံသားတွေကတော့ကုတိလို့ပဲခေါ်တယ် meditation ကုတိလို့နော်ဗမာပြည်ကတန်ခါလောကမှာဆိုရင်ကုတိဆိုလို့ရှိရင်တော့အိမ်သာလို့ပဲသိနေကြတယ်အဲ့ဒါလို့အသိများနေတယ်ဘုန်းကြီးတို့ငယ်ငယ်တော့လည်းကုတိဆိုလို့ရှိရင်အိမ်သာကိုခေါ်နေတာဖြစ်တယ်အဲ့တော့ဒီခန္ဓာကုတိဆိုတာမြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းငယ်ခုခေတ်လို့ဆိုရင်ဘင်္ဂလိုလိုပေါ့တပားနေလေးဆောက်ဦးလေးဆောက်ထားတာဒါပေမဲ့သေးသေးတဲတဲလေးတော့မဟုတ်တော့ဘူးမြတ်စွာဘုရားတပားသတင်းသုံးတဲ့နေရာကျောင်းလေးအဲ့ဒါလို့ဆောက်လုပ်ထားတဲ့ကျောင်းမှာကျောင်းဝင်းကိုပြိဝေနလို့ခေါ်တယ်အဲ့ဒီကျောင်းရဲ့ပတ်ဝန်းကျင်ဥပ္ပစာပြိဝေနအဲ့ဒီပြိဝေနလို့ဆိုတဲ့အတွင်းမှာမြတ်စွာဘုရားနဲ့တန်ဃာတွေထိုင်လို့ရလောက်အောင်တမန်တလင်းတွေပါဒီခင်းထားတာရှိအဲ့တော့မြတ်စွာဘုရားကခင်းထားတဲ့နေရာမှာခဏသတင်းသုံးနေတဲ့အချိန်ရဟန်းတန်ဃာတွေကလာရောက်ပြီးမြတ်စွာဘုရားကိုစိတ်ကကြအဲ့ဒီအချိန်မှာမြတ်စွာဘုရားကဘာအမိန့်ရှိတော့ဆိုတာကြည့်ဘုရားကယဟန်တန်ဃာတွေကိုမိန့်ရှိတယ်ဩဝါဒပေးဣဋ္ဌာနိမဟံလကောအမိငါခုအသက်ကြီးပြီတဲ့ခါတိုင်းတစ်ခါမှမပြောဘူးဒါဖြင့်မြတ်စွာဘုရားကသူ့ဘဝသူ့ကိုယ်သူ
nghe vì đó tu chú lù la lù thì lùပြောra là sao mà hậu phu ta ngã bây giờ thế mà phải ăn được suy lúc chú ý phiền phu số vì đó xuất bản là bao nhiêu gì ấy thì tu để khuyên gì mà bây giờ thì lù khuyên gì bây giờ lù giờ sao bây giờ thì sao bây giờ đó ta mà ăn những gì mà say ha bây giờ tu lù chú ý mà bao nhiêu lù này là lù trống số là lù phiền gì có nó đó là giờ sao bây giờ là về cái xã hội mà mất mấy lù này bị xíuဖြစ်ပေါ်လာမဲ့အခြေအနေတစ်ခုဆင်ញင်သုံးသပ်ပြီးတော့မှပြောဆိုလို့ရှိအကြောင်းတွေကိုအကုန်စုံသိပြီးတော့မှပြောလို့ရှိတယ်ဒါကြောင့်မို့ဝိနည်းကျမ်းတွေမှာတရားဆိုတယ်ရသော်ဗျာမေကွန်မေးပြီးဆိုရင်တဲ့ရွယ်ချက်နှစ်ခုရှိတယ်တဲ့တရားရင်လည်းဟောမယ်ဥပဒေရင်လည်းပြညတ်မယ်ဒီနှစ်ခုပဲတဲ့နော်ဆိုမှဩဝါဒပေးခြင်းပေးမယ်ဥပဒေပြညတ်ခြင်းပြညတ်မယ်ဒီနှစ်ခုနဲ့မေကွန်မေးတယ်တဲ့အဲ့ဒါလို့တန်ခပရိသတ်နဲ့ပတ်သက်ပြီးအခုလည်းပဲတန်ခပရိသတ်ထဲမှာမြတ်စွာဘုရားစကားစရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ရှင်အနန္ဒာတို့ဆိုတာဒီပရိသတ်ထဲမှာပါတယ်ဣဇာနိမဟာလကောအာမိအခုငါအသက်ကြီးပြီ55နှစ်ကိုတက်ကြီးပြီအခုခေတ်ကလူတွေကတော့မလေးတက်60 80မကြီးသေးဘူးလို့ပြောတယ်သူကဘယ်သွားအတွက်တုံးဆို80 90သမားနဲ့တွဲပြီးမကြီးသေးဘူးတဲ့ဟိုတခါကြီးတယောက်ဆိုလို့ရှိရင်သူ82နှစ်ဆိုအတခါကြီး82နှစ်တက်ကြီးလာပြီဆိုတော့အောင်မယ်ခုမှ16နှစ်ရှိသေးတယ်သူက81ကိုပြောင်းပြန်ပြန်ပြီးတော့ပြောတာအဲ့ဒါလိုပဲ80နှစ်တွေ့တဲ့အခါလည်းပဲ28ရှိပါသေးတယ်တဲ့ပြောဟော83နဲ့38ပဲရှိသေးတယ်လို့ပြောတယ်အဲ့ဒီနောက် तू မေးလောက်ပြီဆိုတော့ तू အသက်88ကျတော့တခါရောက်လာတော့ဘုန်းကြီးကမှတ်တာကဲပြန်အောင်လေလို့ခု88ကိုကဲပြောပါအောင်လို့အသက်ဘယ်လောက်ရှိပြီနော်88ဆိုဘယ်လိုလဲဖိုးဝဟိုရင်ပေါ့ပြစ်တိုင်းတောင်ဖြစ်နေကိုလိုလဲလိုက်လဲ88ဒီလိုလဲလိုက်လဲ88ဆိုပြုံးနေတယ်အဲ့ကြတော့ဘာမှပြုံးဘူးဟောအဲ့လိုလူတောင်ရှိသေးတယ်တကယ်ရှိတာဒါပုံမြင်မဟုတ်ဘူး88ကို88ကျတော့သူဘာမှပြောနိုင်တော့ကဲပြန်အောင်လေလို့အရင်တော့81တုန်းက16နှစ်သားပဲလို့ပြောတယ်မဟုတ်လားလို့အခုကဲပြောလိုက်88ရောက်နေပြီဘယ်လိုပြောမလို့ဆိုရီးနေတယ်ပြောလို့ဖြစ်တော့လေအဲ့တော့မြတ်စွာဘုရားကကြည်တဲ့55တဲ့ပဲမြတ်စွာဘုရားလည်း55ဆိုဟိုဘက်လဲ55ဒီဘက်လဲ55ပဲလေအဲ့တော့ဣရဏိမဟာလကောအာမိငါအခုတက်ကြီးပြီတဲ့အတွေ့အကြုံကိုမြတ်စွာဘုရားပြောပြတယ်ဧကိစေဘိက္ခုငါကိုလာပြီးတော့အနိကပြုစုတဲ့ယဟန်တွေကတချို့ကိုယ်တော်တွေကတဲ့ဣမိနာမေကေနာကိစ္ဆာမာတိဟုတ်တယ်ငါဒီလမ်းကသွားကြရအောင်ပြောရင် तू ကမဟုတ်ဘူးတဲ့ဟိုလမ်းကသွားမယ်ဆိုပြီးတော့ငါသွားချင်တဲ့လမ်းကို तू မသွားဘူးမလိုက်ဘူးတဲ့အဲ့ဒါလို့ငါစကားနားမထောင်တဲ့ကိုယ်တော်တွေရှိတယ်အေးဘေးကတော့ထင်လိုက်မယ်ဖះဆိုရင်ဖះစကားအကုန်နားထောင်ကြလိမ့်မယ်လို့မဟုတ်ဘူးနော်ဘာမှဘူးနဲ့ကိုသားသမီးကကိုစကားနားမထောင်ရင်ဒါထုံးစံပဲလို့သာမှတ်တယ်ကိုတပည့်ကကိုစကားနားမထောင်နဲ့ဖះတောင်မှပဲနားမထောင်တဲ့ကိုတော့ရှိအဲ့ဒါလို့နှလုံးသွင်းတတ်ရဟောအဲ့ဒါလို့ပြောပြီးတခြားလမ်းကသွားတယ်တဲ့ပြီးတော့တချို့ယန်းတွေကတဲ့မြေကြီးပေါ်သူ့တပိတ်သင်္ကန်းတွေကိုချပစ်ပြီးတော့သူသွားခြင်းနဲ့လမ်းသွားတယ်တဲ့အဲ့လောက်တောင်လှုပ်တာနော်ဖရာသင်္ကန်းတပိတ်ကိုယူလာပြီးတော့မြေကြီးပေါ်ချထားပြီးတော့အဲ့လိုသွားတာပြီးတော့တချို့ကိုယ်တော်တွေကြတော့နေပါဦးငါတစ်ပါးတည်းရှိသေးတယ်နောက်တစ်ပါးလာမှသွားပါဆိုတော့မနေနိုင်ဘူးတဲ့အရှင်ဘုရားကကိစ္စပြီးနေပြီတဲ့အရှင်ဘုရားတရားကျင့်စရာမရှိဘူးတဲ့တပည့်တော်ကအခုမှဘာမှတရားလို့မရသေးဘူးသွားရမှာပဲဆိုပြီးဒီလိုဆွတ်သွားတဲ့ကိုယ်တော်လည်းရှိလားနော်အဲ့ဒါလို့သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့အဲ့ဒါကြောင့်မို့လို့ငါအတွက်အမြဲတမ်းပြုစုလို့ကြွေးမဲ့ယဟန်တစ်ပါးလိုနေပြီတဲ့အဲ့ဒါကိုမင်းတို့သိကြလို့ပြောလိုက်ဟုတ်တယ်လေခေါင်းဆောင်တယောက်အနေနဲ့ဒီလိုပြောမှာပဲဒါလို့အဲ့ဒါမြတ်စွာဘုရားကသူ့အတွက်ပြောရလားလို့ဆိုမဟုတ်ဘူးလို့ဘုန်းကြီးတို့စဉ်းစားလို့ရဘာလို့လဲဆိုမြတ်စွာဘုရားဆိုတာနော်ဒီသူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့သူများကိုဒီလိုဟာမျိုးပြောမှာမဟုတ်ဘူးဘာလို့လောကသားတို့အတွက်ကြိုးပမ်းတာတော့ပါရမီတွေဖြည့်ပြီးတော့ဘုရားရဲ့အလုပ်ကျွေးရဟန်းဖြစ်
ပါရမီဖြည့်လာတဲ့ပုဂ္ဂိုလ်နေရာမှာနေရာမပေးရသေးဘူးဖရာတဆူပွင့်နေဆိုလို့ရှိရင်ဆူတောင်းလာတဲ့ပုဂ္ဂိုလ်တွေရှိတယ်လက်ရန်တပြည့်အကတာဝကဖြစ်ဖို့လက်ဝဲရန်အကတာဝကဖြစ်ဖို့နော်ဒါတွေကဆူတောင်းလာဂုဏ်လူဝိသေသရနဲ့ဆူတောင်းလာအဲ့ဒီမဲ့အရေးကြီးတာဥပဋ္ဌာကဆိုတဲ့လုံကျွေးရဟန်းအဲ့ဒါလည်းဆူတောင်းလာတာတားတော်ဆိုတာလည်းဆူတောင်းလာတယ်မိဘနှစ်ပါးဒါတွေအကုန်ဆူတောင်းလာတာထူးခြားတဲ့ဆူတောင်းနေတဲ့တည်းမှာအဲ့ဒီအလုံကျွေးရဟန်းဟာထူးခြားတဲ့ဆူတောင်းတဲ့မှာပါတယ်ပေါ့မြတ်စွာဘုရားတဆူပွင့်လို့ရှိရင်မတူထူးခြားတာလေးတွေကအဲ့ဒါလို့ဖော်ပြလို့ရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားဥပဋ္ဌာကလို့ခေါ်တဲ့အနိကပြုစုတဲ့ယဟန်အဲ့ဒီယဟန်အတွက်ခွင့်ရေးပေးခြင်းလို့ဒီစကားကိုစတင်မိန့်ကြားတယ်လို့ဒီလိုမှတ်သားရမယ်ပေါ့ဘာလို့ဆို55နှစ်ဆိုမမချာချာကြီးပဲရှိသေးတယ်လေမမချာချာကြီးပဲရှိသေးတယ်သို့တော့ဒီအချိန်ကနေပြီးတော့ဒီယာရုခတ်ထားတဲ့သဘောမျိုးပေးတာအဲ့ဒီမှာဒီနေရာမှာဥပဋ္ဌာကလို့ဆိုတာအလုကျွေးယဟန်လို့ဘာသာပြန်ကြတယ်ဥပဆိုတာအနိကပ်ပြီးတော့ထာကယတ္တိသူအနိမတာဝန်ယူပြီးတော့ပြုစုတယ်ဘာတွေတာဝန်ယူပြီးတော့ဘုရားကိုပြုစုရတော့ဆိုလို့ရှိရင်ကြည့်သွားတယ်ခရီးသွားတယ်ဆိုဘုရားရဲ့တပိတ်သင်္ကန်းတွေပြင်ပေးတယ်ခောက်ပေးတယ်သိမ့်ပေးတယ်နောက်ကနေယူပြီးတော့လိုက်တယ်ပေါ့ဒီလိုပေါ့နော်အဲ့ဒါလို့ရေချိုးမယ်ဆိုလို့ရှိရင်ရေနွေးရေအေးစီစဉ်ပေးတယ်မနဲ့မျက်နှာသစ်ဖို့ဆိုရင်မျက်နှာသစ်ရေတို့တပူတို့ဒါတွေအစဉ်သင့်ထားပေးတယ်ပေါ့တပူဆိုတာခုခေတ်ကတော့သွားလိုက်တန်နေနဲ့သွားလိုက်ဆေးတွေနဲ့လွဲတယ်လေရှေးခေတ်ကတော့အဲ့လိုမဟုတ်ဘူးတပူက3မျိုးလောက်ရတယ်3မျိုးဆိုတာအထူရဲ့အပါရဲ့အလတ်စားရဲ့အိန္ဒိယနိုင်ငံမှာတော့ခုချိန်ထိသုံးနေတော့မယ်တမာယိုးတွေကိုဖြတ်ထားပြီးတော့ကားဂိတ်တွေတို့မိရထားတွေတို့ဆိုပြီးတော့ဒန္တပောနာဆိုပြီးလိုက်ရောင်းနေတာဒန္တပူနဲ့ရောင်းတာရှိတယ်ကလားတွေပါနော်သွားတိုက်တာအဲဒီတမာယိုးနဲ့သွားတိုက်တဲ့အလေးထားခုချိန်ထိပဲရှိတော့မယ်အဲ့တော့မြတ်စွာဘုရားအတွက်မနဲ့သွားတိုက်ဖို့တို့မျက်နှာသိဖို့တို့ဆိုတာလေးတွေကိုစဉ်းသင်လုပ်ပေးတာကြောင်းတန်ရှင်းလုပ်ပေးတာရေမိုးစီစဉ်ပေးထားတာမြတ်စွာဘုရားကဖဏမစည်းသည့်အတွက်ကြောင့်ဆွမ်းခံကြွလာတယ်ဆိုခြေဆေးဖို့တွေပါဒီအကုန်လုံးဒီလိုဝေယဝိဆလေးတွေကိုအမြဲလုပ်မဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးဒီလိုပုဂ္ဂိုလ်မျိုးကလည်းဒီလိုလုပ်ဖို့အတွက်ဆူတောင်းလာမှရတယ်ပေါ့အဲ့ဒီမှာဝါ20တွင်းကရောအဲ့ဒီလိုပုဂ္ဂိုလ်တွေမရှိဘူးလားဆိုရှိတယ်ဘယ်နှပါးလောက်ရှိတော့ဆိုရင်9ပါးလောက်ရှိညီတော်အနန္ဒအပါဝင်9ပါးရှိတယ်မြတ်စွာဘုရားဝါ20အတွင်းဘယ်သူတွေတုံးလို့ဆိုလို့ရှိရင်ရှင်နာဂသမလာဆိုတဲ့ခေါ်ရှိနောက်ရှင်နာခိတနံပါတ်2ကနံပါတ်3ကဥပဝါနာဒီပုဂ္ဂိုလ်ရဲ့အကြောင်းကိုတဖြည်းဖြည်းအသေးစိတ်ဟောပြမယ်နောက်ကြုံတဲ့အခါကျနော်နံပါတ်4ကသူနခတ္တယဟန်နံပါတ်5ကစုံဒနံပါတ်6ကတာဂတနံပါတ်9ကရာဓာနဲ့နံပါတ်8ကမေဂိယနံပါတ်9ကရှင်အနန္ဒာဆိုမြတ်စွာဘုရားကိုကြုံတယ်လို့ဝင်ရောက်ပြီးတော့ volunteer ပေါ့ဝကြည်ုံငယ်ပြုတဲ့ပုဂ္ဂိုလ်တွေဒါပေမဲ့သတ်မှတ်ပြီးတော့တာဝန်အနေနဲ့ပေးတာမဟုတ်ဘူးအဲ့တော့ကြုံတယ်လို့ဝင်ပြီးတော့လုပ်ကြတဲ့ပုဂ္ဂိုလ်ကြုံတယ်လို့ဆိုတာကမကြုံရင်မလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်ရလေဒါကြောင့်မို့ဒီဘာသာနဲ့တင်းပေါ့အဲ့လို PS ကိုထားဖို့ဒီလိုဆိုတာပေါ့နော်ဘာသာနဲ့တင်းမြတ်စွာဘုရားတဲ့ဥပဋ္ဌာကဆိုတဲ့ယဟန်ရတုအဲ့ဒီလိုမြတ်စွာဘုရားပြောတဲ့အခါကျတော့စိတ်မကောင်းဖြစ်ကြတယ်စိတ်မကောင်းမှုဆိုတာ2မျိုးရှိတယ်လို့မှတ်သားတာသံဃာပိဋကတွေထဲမှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့စိတ်မကောင်းဖြစ်ကြတယ်ဆိုတာဘယ်လိုဖြစ်တာတော့ဆိုဓမ္မတံဝေခလို့ခေါ်တယ်ဓမ္မတံဝေခဆိုတာဟာအကုသိုလ်လန့်တာမဟုတ်ဘူးအကုသိုလ်စိတ်နဲ့လန့်တာမဟုတ်ဘူးနော်အကုသိုလ်စိတ်နဲ့လန့်တာမဟုတ်ဘဲနဲ့ကုသိုလ်စိတ်နဲ့ငါတို့မေးလိုက်တာတော်တော်ဆိုးဝါးပါလားဆိုတဲ့လန့်နေမျိုးလန့်တာနော်အဲ့ဒါကိုဓမ္မတံဝေခလို့ခေါ်တယ်အကုသိုလ်နဲ့လန့်တာကြောက်တာကြတော့ဒေါသနဲ့လန့်တာကြောက်တာအခုယန္တာပုဂ္ဂိုလ်တွေမှာလန့်တာမရှိဘူးလားဆိုရှိတယ်
ဘာနဲ့လန့်တာတော့ဓမ္မတံဝေကလို့ဓမ္မတံဝေကဆိုတာဘာပြောတာတော့ဆိုဝတ္တပပါဝင်တဲ့အတိညာဏ်လို့ဒါလို့ဆိုရယ်သဟောတ္တပညာဏသဟဝတ္တပညာဏဝတ္တပညာဏဆိုတာကြောက်လန့်တဲ့ဉာဏ်လို့ဆိုလို့အတိညာဏ်နဲ့စဉ်းစားပြီးတော့အော်တို့မလုံးမိတာမှားလိုက်တာတို့ဒါမျိုးမဖြစ်သင့်ဘူးနဲ့ဆိုပြီးတော့စိတ်မကောင်းဖြစ်ကြတယ်ပေါ့နော်ရှင်သာရိပုတ္တရာတို့စိတ်မကောင်းဖြစ်ပြီးရှင်သာရိပုတ္တရာအရင်ဆုံးထပြီးတော့တပည့်တော်ပြုစုပါမယ်ဗျာတပည့်တော်ကိုယ်တိုင်ပြုစုပါမယ်ဆိုပြီးတော့ရှောက်တော့မြတ်စွာဘုရားလက်တားတယ်မဟုတ်ဘူးသာရိပုတ္တရာမင်းဟာဓမ္မဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ငါမရှိတဲ့နေရာမင်းရှိနေငါရှိနေသလိုပဲဟာလားယန္တန်ဃာတွေတရားဓမ္မနဲ့ပတ်သက်ပြီးမရှင်းမလင်းရှင်သာရိပုတ္တရာသွားမေးကုန်ရှင်းဒီလိုဟုတ်မြတ်စွာဘုရားရဲ့ကိုယ်စားအလုံးလုံးနိုင်တယ်မြတ်စွာဘုရားဟောတဲ့တရားမျိုးကိုတူယူပြီးတော့ထူးထူးခြားခြားဟောပြောနိုင်မြတ်စွာဘုရားဟောတဲ့ဓမ္မစက္ကကိုထပ်ပြီးတော့လက်ပတ်စေနိုင်တဲ့ပုဂ္ဂိုလ်ဟာရှင်သာရိပုတ္တရာတစ်ပါးပဲရှိတယ်လက်ပတ်စေနိုင်တယ်အဲ့တော့ရှင်သာရိပုတ္တရာငါ့ကိုပြုစုဖို့မလိုဘူးမင်းစုတောင်းတာအဲ့ကတာဝကစုရှင်မောဂလန်ကလည်းထားလျှောက်တယ်အဲ့ဒီတန်ဃာတွေအားလုံးအတိတိမဟာတာဝကကြီး80လုံးအစိတ်မကောင်းဖြစ်ပြီးတော့ထားလျှောက်ကြတယ်အတိတိအဲ့ဒီထဲမှာပါတဲ့ရှင်အနန္ဒာတပါးပဲမလျှောက်ဘူးဟုတ်တုတ်ထိုင်နေတယ်ဟုတ်တုတ်ထိုင်နေကျန်တဲ့ကိုယ်တော်တွေကတော့သူလုံးပါမယ်နဲ့ထားလျှောက်ရှင်အနန္ဒာမလျှောက်ဘူးမလျှောက်တော့ဘေးကကိုယ်တော်တွေကဟာငါရှင်အနန္ဒာလျှောက်လေဆိုတော့သူကဘာပြောတော့ဆိုတောင်းလို့ရတဲ့ယာတုဟာတန်ဖိုးမရှိပါဘူးလို့ပြောတယ်နော်ဒါလည်းတတိထားစရာကောင်းတယ်ပေါ့သူရဲ့စိတ်နေသဘောထားကြည့်တောင်းယူလို့ရတဲ့အရာဟာတန်ဖိုးမရှိပါဘူးမြတ်စွာဘုရားသူ့မြင်ပါတယ်တဲ့သူပြုစုတာတွေလည်းသူပြုစုဘူးတယ်ပေါ့သူသဘောကြရင်အနန္ဒာငါပြုစုလို့ပြောရင်ရတာပဲညီကိုတုံးဝဲပဲတော်သေးတာပဲရှင်အနန္ဒာဆိုတာသုတ္တရဏမင်းကြီးရဲ့ညီအရင်အမိတောရဏတာဂိဝေမင်းကမွေးတာသူ့သားသူ့နှမလေးကနန္ဒာဆိုတာတယောက်ရှိတယ်နော်မောင်နှမနှစ်ယောက်စလုံးသာသနာပေါင်းရောက်နေတာသူတို့မြတ်စွာဘုရားနဲ့ရှင်အနန္ဒာဆိုတာဖွားဘက်တော်အဲ့ဒါလောက်ယဉ်နှီးထားတဲ့တပိညီကိုဖွားဘက်တော်တက်တူရွယ်တူသို့တော့သူကစုပန်လာတဲ့ပုဂ္ဂိုလ်ပဲအဲ့တော့ရှင်အနန္ဒာရှင်ဘုရားတောင်းလိုက်လေလို့ဆိုမတောင်းဘူးသူကမတောင်းတဲ့အခါကျတော့မြတ်စွာဘုရားဘာပြောတော့ဆိုသူ့ပေးရမှာဒီယာတုဟာဘာလို့သူဆုတောင်းခဲ့တာသူပါရမီဖြည့်ခဲ့တာဒီအတွက်ပါရမီဖြည့်တာကျန်တဲ့ပုဂ္ဂိုလ်တွေကဒါအတွက်လောက်တာမဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားအတိတ်ကိုကြည့်ရနော်ယာတုဆိုတာခန့်နိုင်ခန့်လို့မရဘူးဒီလူကငါတူဆိုပြီးခန့်လိုက်လို့ဖြစ်တာမှမဟုတ်တာငါအမျိုးငါတပည့်ဆိုခန့်တာမဟုတ်ဘူးဒီလူကတော့ဒီယာတုနဲ့ဒီနေရာမှာသူကဆုယူလာမြတ်စွာဘုရားသခင်ကိုရမြတ်တောင်ယာတုခန္ဓာရေးနဲ့ပတ်သက်ပြီးတော့အပြစ်တင်ပြောဆိုခံရတဲ့လူတွေအင်္ဂါတွေထဲမှာနေမယ်တူတူပြောတာရှိတယ်ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့အက္ခတာဝကယာတုပေးတော့အတော်မကြေမနက်ဖြစ်ကြမကြေမနက်ဖြစ်တယ်ဆိုတာယဟန္တာတွေကမဖြစ်ပါဘူးပုထုဇဉ်တွေကဖြစ်တယ်လူတွေဆိုတာဘယ်လိုက်တယ်လို့ထင်ကောင်းထင်ကြထင်တတ်ကြတယ်ပေါ့တဘာဝပဲပေါ့မတရားဘူးလို့ပြောဖြစ်တတ်ကြတယ်လူရဲ့စိတ်ဆိုတာနော်တရားတယ်မတရားဘူးဆိုတာမြတ်စွာဘုရားပဲသိတယ်ခုရှင်အနန္ဒာမထေရမြတ်ကိုမြတ်စွာဘုရားဗာမိတ်လိုက်တော့ဆိုအနန္ဒာသူများတိုက်တွန်းစရာမလိုပါဘူးသူ့ဘာသူသိပါတယ်လို့ဒီစကားလေးပဲပြောလိုက်တာအဲလိုပြောလိုက်တာနဲ့ရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်တပည့်တော်ပြုစုပါမယ်တဲ့နော်မြတ်စွာဘုရားကိုပြုစုပါဒါပေမဲ့လို့သူတောင်းဆိုချက်10မျိုးတော့သူကြိုတင်ပြီးတော့တောင်းမရစေတောင်းဆိုချက်10မျိုးအဲ့ဒါကိုဆု8ပါးလို့ဆိုတော့ဒီပြင်ဆုတွေလို့ထင်းနေမစုံလို့တောင်းဆိုမှု8ချက်သူတောင်းဆိုတာဘာလို့တော့ဆိုရင်တောင်းဆိုတဲ့အခါမှာသူမလို့ချင်တာမလုပ်ချင်တဲ့အချက်ပေါ့တောင်းဆိုတဲ့ထဲမှာသူကဘာတွေတောင်းဆိုတာမလို့ချင်တာ၄ခုနဲ့လို့ချင်တာ၄ခုအဲ့၄ခုပဲသူတောင်းဆိုမှုကနော်သူမလို့ချင်တာတွေကိုလည်းသူတောင်းဆိုတယ်မလုပ်ပြရစေနဲ့လို့တောင်းဆိုတယ်နော်အဲ့တော့ဘာလို့ဆိုအခွင့်အရေးယူတာမျိုးသူမလုပ်ဘူး
အခွင့်အရေးယူခြင်းကိုသူမလုပ်ချင်ဘူးလောကလူတွေကအခွင့်အရေးမရခင်ကပဲယူခြင်းနေတာလေအဲ့တော့ရှင်အာနန္ဒာရဲ့စိတ်ဓာတ်ကသူကအခွင့်အရေးယူတာမျိုးမလုပ်ချင်လို့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ကိုအခွင့်အရေးမပေးဖို့တောင်းဆိုတာဘာတွေအခွင့်အရေးမပေးဖို့တောင်းဆိုတော့ဆိုမြတ်စွာဘုရားကိုတရားဓမ္မတွေကကြီးညိုလို့လှူလိုက်တဲ့သင်္ကန်းသူ့ဘယ်တော့မှမပေးပါနဲ့အဲ့တဲ့နော်မြတ်စွာဘုရားကိုကြီးညိုလို့တထေးတကြွယ်တွေကနေပြီးလောင်းလိုက်တဲ့ဆွမ်းသူဘယ်တော့မှမကြွေးပါနဲ့ဟောဒါဒီအခွင့်အရေးတွေကိုသူလုံးဝမလုပ်ချင်ဘူးမြတ်စွာဘုရားနဲ့သတင်းသုံးတဲ့မြတ်စွာဘုရားနဲ့သတင်းသုံးတဲ့ခန္ဓာကုရိတိုက်ထဲမှာသူအခန့်သားဘယ်တော့မှမနေပါရစေနဲ့မြတ်စွာဘုရားနဲ့တဆောင်နဲ့တချောင်းနဲ့ဘယ်တော့မှမနေခွင့်မပေးပါနဲ့ဒါတခုနောက်နံပါတ်၄ကျတော့မြတ်စွာဘုရားကိုပင့်တဲ့အပင့်အဖိတ်တွေမှာသူ့ကိုဘယ်တော့မှခေါ်မသွားပါနဲ့ဒီ၄ခုဟာဒါပယ်စု၄ခုလို့သုံးကြတယ်ပေါ့နော်တောင်းဆိုမှု၄ခုတည်းမှာသူ့အတွက်ဒီမလို့ချင်တာဒီအခွင့်အရေးပေးတာမျိုးကိုမလုပ်ပါနဲ့လို့မြတ်စွာဘုရားကိုအရင်တောင်းဆိုတယ်ဘာဖြစ်လို့အရှင်အနန္ဒာကဒီလိုတောင်းဆိုတာတော့လို့ဆိုလို့ရှိရင်ဘေးကလူဆိုတာအပြစ်မြင်မှုသိလွယ်တာလေလူဆိုတာအပြစ်ဆိုတာသိပြောတတ်တာပဲဘယ်သူဖြစ်ပြောတာပါပဲဒါကတော့လူလောကမှာအပြစ်ပြောတာတွေလိုက်ကြည့်မနေနဲ့အပြစ်ဆိုတာပြောမှာကြီးပဲအကုန်လုံးเนาะတချို့ပိုးပြီးတော့ကတ်တတ်ပြောတတ်သေးတယ်တချို့လူတွေချက်အပြစ်ကိုတစ်ခွာပြောတတ်သေးတယ်နော်သူများအပြစ်ကိုလေဒါကြောင့်ပြောကြတယ်ကိုမျက်ချီတော့ကိုမမြင်ဘူးသူများမျက်ချီကြတော့တုံးလိုက်မြင်တယ်ဆိုတာအဲ့တော့လူဆိုတာသူများကိုအမြဲတမ်းကြည့်ပြီးတော့အပြစ်ပြောလို့ရှိတဲ့အကျင့်ကြီးဝါသနာကြီးရှိနေတာအဲ့ဒီအပြစ်ပြောတာတွေကိုကိုရှောင်နိုင်မှရှင်အနန္ဒာလျှောက်တယ်အကယ်၍တဲ့မြတ်စွာဘုရားပေးတဲ့သင်္ကန်းတပည့်တော်ဝတ်မယ်မြတ်စွာဘုရားကြွေးတဲ့ဆွမ်းစားနေမယ်မြတ်စွာဘုရားကြောင်းထဲမှာအတူတကွအခမ်းအနားကြီးနေမယ်ဘုရားကြောင်းဆိုတော့သူများကြောင်းနဲ့ကောင်းမှာဟုတ်အဲ့ဒီထဲမှာနေမယ်ဘုရားကပင့်နေဘယ်နေရာဖြစ်ဖြစ်အာနန္ဒာတို့လိုက်ရတယ်ပေါ့ဒီလိုဆိုလို့ရှိရင်ဘေးကလူတွေကပြောကြလိမ့်မယ်တဲ့ဘေးကိုယ်တော်တွေကအာနန္ဒာဘုရားလှုပ်ကြွေးတာလှုပ်ကြွေးမှာပေါ့ကွာဟုတ်လားသင်္ကန်းလည်းကောင်းကောင်းဝဲဆွမ်းလည်းကောင်းကောင်းစားဘုရားလူတာတွေသူကြည့်ပဲလို့ပြောမှာပဲဒါသိကြတယ်နော်ခုခေတ်လည်းမပြောဘူးလားဆိုပြောမှာပဲဒါနော်ဘုရားရတာတွေကုန်သူကြည့်ပဲဘုရားပင့်တယ်ဆိုသူပါနေရတာပဲအမြဲတမ်းဟောမလိုက်ရတဲ့ကိုတော့ပြောမှာပဲလေဒါထုံးစံအဲ့ဒါတွေအပြောမခံနိုင်ဘူးတဲ့ဒါကြောင့်မို့လို့ဒီအချက်၄ချက်ကိုတော့သူ့ကိုခွင့်မပေးပါနဲ့ဒါကိုသဘောတူလို့ရှိရင်သူလှုပ်ကြွေးပါမယ်မြတ်စွာဘုရားသဘောတူလိုက်တယ်ဟောနောက်တစ်ခုလိုချင်တာကိုလည်းသူတောင်းတယ်သူလိုချင်တာဘာလဲဆိုရင်သူတောင်းတဲ့ဟာကလိုချင်တာကိုတော့အာယာစနလို့ခေါ်တယ်ခုနတုန်းကမလိုချင်တာကိုပယ်မြစ်တာကိုပဋိခေပလို့ခေါ်တယ်လိုချင်တာဘာတောင်းလို့ဆိုလို့ရှိရင်တဏှာယာကတရားဓမ္မတွေကနေပြီးတော့အရှင်အာနန္ဒာမြတ်စွာဘုရားကပင့်ပြီးတော့တပည့်တော်တို့အိမ်ကြွပါသို့မဟုတ်ဘယ်မြို့ပဲရွာရှင်ဘုရားတို့လမ်းကြုံလို့ကြွပါဆိုရှင်အာနန္ဒာကလက်ခံခဲ့တယ်လက်ခံတဲ့အခါဘုရားကိုပင့်မရဘူးဆိုရင်သူအဆက်ကွဲမယ်လေအဲ့ဒါမျိုးကိုသူကနံပါတ်1အနေနဲ့တပည့်တော်လက်ခံခဲ့လို့ရှိရင်မြတ်စွာဘုရားတပည့်တော်ကိုလိုက်လျောတဲ့အနေနဲ့တပည့်တော်ပင့်တဲ့စီကြွပေးရမယ်ဒါတခုနော်ဒါလည်းတရားပါလေတရားတယ်နော်တရားတယ်သူရှင်အနန္ဒာလက်ခံထားတာကိုမြတ်စွာဘုရားလိုက်လျောရမယ်တခုနောက်ခရီးဝဲကနေပြီးတော့ဧည့်သည်တွေအဝေးကြီးကနေတိုင်းတစ်ပါးတွေကနေနယ်တစ်ပါးတွေကနေနယ်တခြားတွေကနေလာပြီးတော့မြတ်စွာဘုရားကိုလာပြီးတော့ဖူးတွေ့ကြတယ်ဆိုတာအဲ့ဒါလို့ဖူးတွေ့တဲ့ပုဂ္ဂိုလ်တွေကိုရှင်အနန္ဒာတပည့်တော်တို့ဘုရားကိုတွေ့ခြင်းလို့ပါဆိုရင်ချက်ချင်းတွေ့ခွင့်သူဟာတောင်းဆိုနိုင်ခွင့်ရှိရမယ်ဘုရားကိုချက်ချင်းလိုက်ပြီးတော့တွေ့အောင်လုပ်ပေးလိုက်ဒီလိုဆိုလားအခွင့်အရေးနော်ဒီအခွင့်အရေးလေးကိုတပည့်တော်ပေးပါတဲ့ဆိုမြတ်စွာဘုရားပေးနောက်တစ်ခါတပည့်တော်မှာတဲ့ယင်ထဲကမရှင်းတဲ့အချက်လက်တွေရှင်းအချိန်မရွေးမြတ်စွာဘုရားကိုမေးခွင့်ပေးပါဒါတစ်ခုနောက်ဆုံးတစ်ခုကတော့ဘာလို့ဆိုရင်
ရှင်ဘုရားတပည့်တော်မပါတဲ့နေရာဒီမှာဟောခဲ့တဲ့တရားတွေမှန်သမျှတပည့်တော်ပြန်ပြီးတော့ပြောပါရီထိုးပေါ့နော်ရီထိုးလို့ပါပြန်ပြီးတော့ဟောပြပါဒီလိုဒါဖြင့်ဒါတွေဘာလို့ပြောတာတုံးလို့တောင်းဆိုရတော့ဆိုရင်ဒါတွေကအများတွေနဲ့ပတ်သက်ပြီးတော့ကဲရကြဖြစ်နိုင်တယ်တဲ့ဟာအာနန္ဒာဘုရားနောက်ကနေပြီးခောက်ခောက်ပါအရေးလိုလိုက်နေပြီးတော့ကြည်စမ်းသူပင့်တဲ့နေရာဆိုရင်လည်းဘုရားကညင်းတယ်သူဘာမှအသုံးမချဘူးနော်သူဘုရားကလည်းလှုပ်ကြွေးနေရသူဘာခွင့်ရေးမှမရဘူးလို့ပြောတယ်လို့ပြောမှာပဲလေသူဘာခွင့်ရေးမှမရဘူးအဝေးကလာတဲ့ပုဂ္ဂိုလ်တွေကိုလည်းသူ့မှာဘာအာဏာမှမရှိဘူးဘုရားတောင်မှဆုံးပေးခွင့်သူ့မှာမရှိဘူးဟောဒီလိုပြောလိုက်မယ်တဲ့တန်တရားရှိတာတောင်သွားပြီးတော့သူ့မှာမေးပိုင်ခွင့်မရှိဘူးဘာများအခွင့်အရေးရှိလို့တော့ဟောလူဆိုတာကြံ့ကြံ့ဖန်ဖန်ပြောတယ်လေအဲ့ဒီလိုပြောလိုက်မယ်တဲ့နောက်ကိုယ်ရမှာဟောခဲ့တဲ့တရားကိုပြန်ဟောဖို့ဆိုတာကြောင့်လူတွေကပြောကြလိမ့်မယ်အာနန္ဒာဘုရားနောက်ကနေအရေးလူတစ်ခေါက်ခေါက်လိုက်နေပြီကိုဟာလေးမေးလိုက်မသိဘူးဒီဟာလေးမေးလိုက်မသိဘူးဆိုရင်တပည့်တော်ရှက်စရာကောင်းမှာပေါ့ဒါမို့လို့ရှင်အနန္ဒာဟာမြတ်စွာဘုရားတရားတော်တွေကိုအများကြီးမှတ်သားပြီးတော့ကြက်မှတ်နေတဲ့ပုဂ္ဂိုလ်တူပဲဖြစ်တယ်ဘယ်နေရာပါဟောခဲ့တာဖြစ်ဖြစ်အကုန်လုံးမြတ်စွာရှင်အနန္ဒာဧဝမေတုတံဆိုတာရှင်အနန္ဒာစကားတွေပဲဧကံသမယဘဂဝါသာဝဋ္ဌိယံရာဇဂေဝိရတာစသဖြင့်ရှင်အနန္ဒာဏိဒံပြုခဲ့တဲ့စကားတွေအဲ့တော့ရှင်အနန္ဒာအကုန်မှတ်မိတယ်ဆိုတာဉာဏ်ကောင်းလုံးအားကြီးလို့မှတ်မိတာလို့ဒီလိုကြီးတယ်မတွက်နဲ့လုံလဝိရိယကောင်းလို့မှတ်မိတယ်အမြဲတမ်းကြက်မှတ်ပြန်ဆိုပြီးတော့နေတာသူဟာနော်ဝိရိယတအားကောင်းတယ်မှတ်ဉာဏ်လည်းကောင်းတယ်ဝိရိယလည်းကောင်းတယ်အေးမှတ်ဉာဏ်လေးတော့ကောင်းပါတယ်ဝိရိယမကောင်းဘူးဆိုလည်းပျောက်သွားမှာပဲခေါင်းကုတ်စဉ်းစားသဘင်နေတာကျွတ်မှာဘာမှထွက်လာမှာမဟုတ်ဘူးရှင်အနန္ဒာမထေရမြတ်ကနောက်ကြတော့တွေးလိုက်မယ်သူ့ရဲ့အကြောင်းအရာတွေကိုဖော်ပြတဲ့အခါကျအဲ့ဒါလောက်ထိအောင်ရှင်အနန္ဒာမထေရမြတ်ကလည်းအမြော်မြင်ကြီးမားတယ်သူတောင်းဆိုချက်ရှစ်မျိုးမြတ်စွာဘုရားခွင့်ပြုမယ်ဆိုရင်ဘယ်သူမှပြစ်တင်စရာမရှိတော့အဲ့ဒါဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဒီအလုတ်အကျွေးအဖြစ်သူတာဝန်ယူရမယ်ဆိုရင်အမတမဝတ္တရားချေအောင်ရှင်အနန္ဒာကမြတ်စွာဘုရားပြုစုတယ်ဘယ်သူလုံနိုင်မလို့စဉ်းစားချေမြတ်စွာဘုရားဘာမှပြောစရာမလိုတော့အောင်ရှင်အနန္ဒာဟာအရင်ကလည်းလှုပ်ကြွေးပြုစုခဲ့ပြီးတော့အချိန်နဲ့တပြေးညီနော်ချိုးစရာရေဆိုလဲအစနစ်ခြေဆေးဖို့ရေဆိုတာလဲအစနစ်တပူအစနစ်ယန္တာသစ်အစနစ်အကုန်လုံးသင်္ကန်းတွေဘာတွေကစပြီးတော့အကုန်လုံးပြင်ဆင်ပေးအစနစ်မြတ်စွာဘုရားရဲ့အရေးကဲလဲလွန်သည့်တခါတလေမြတ်စွာဘုရားကနှုတ်ကထွက်ပြီးတော့ပြောတာမဟုတ်ဘူးအရေးကဲတွေပြတခါတည်းဟန်သူ့ကိုတပိတ်ရှင်အနန္ဒာကိုတပိတ်မယူခိုင်းမနဲ့ကိုယ်တိုင်ကြွပြီဆိုရင်ဘယ်သူမှမလိုက်ကြတဲ့နောက်ကဒါမြတ်စွာဘုရားရဲ့သင်္ကေတပဲသူတပိတ်သူယူပြီးသွားပြီဆိုရင်သူတစ်ပါးတည်းသွားမယ်ဒီလိုသိထားတယ်ပေါ့နော်သူတစ်ပါးတည်းကြွမယ်ဆိုတာကိုလေမြတ်စွာဘုရားနှုတ်နဲ့ပြောနေတာမဟုတ်ရှင်အနန္ဒာအကဲခတ်တာနဲ့အကုန်သိတယ်ရှင်အနန္ဒာဆိုတာသူကအလွန်အကဲခတ်ကောင်းတဲ့ပုဂ္ဂိုလ်လို့မြတ်စွာဘုရားကိုယ်တိုင်ချီးမွမ်းခဲ့တယ်နော်အနုမာနလို့ခေါ်တယ်မှတ်ပြီးတော့သိတဲ့နေရာမှာရှင်အနန္ဒာအကောင်းဆုံးဘယ်နေရာမှာအမိန့်ရှိတာတုံးလို့ဆိုတဲ့အခါဘယ်နေရာမှာအမိန့်ရှိတုံးဆိုညသခေါင်ယံကိုလာပြီးတော့ဂါထာနဲ့မြတ်စွာဘုရားကိုလာပြီးတော့ရွတ်ပြီးတော့လျှောက်ထားဣဒံဟိတံစေတဝနံဣတိတံကနိတိဝိတံအာဟုထံဓမ္မရာစေနပီတိသင်္သန္တနံမမစေတော်အကြောင်းကြီးတန်ဃာတွေသတင်းသုံးနေတဲ့မြတ်စွာဘုရားကိုယ်တိုင်သတင်းသုံးတဲ့စေတော်အကြောင်းကြီးသူ့အတွက်ပီတိဖြစ်စရာကြီးပါလို့ပြောပြီးတော့ရှင်သာရိပုတ္တရာဟာတန်ဃာတွေထဲမှာတော့ပညာအရှိဆုံးပါပဲဆိုတဲ့စကားနဲ့ဆုံးသက်ပြောသွားတဲ့စကားကိုမြတ်စွာဘုရားကညကနတ်သားတယောက်လာလျှောက်တယ်လို့ပြောလိုက်တာနဲ့ပဲဒီနတ်သားဟာတခြားလူမဖြစ်နိုင်ဘူးအနာတပိန်ပဲဖြစ်မယ်ဆိုတာရှင်အနန္ဒာတတ်ပြီးတော့ပြောနေဘာလို့လဲဆိုဒီဇေရောကြောင့်ပြောတာမဟုတ်ဘူးရှင်သာရိပုတ္တရာကိုသူကအလွန်ကြီးညိုတယ်မြတ်စွာဘုရားပြီးရင်ရှင်သာရိပုတ္တရာကိုအကြီးညိုဆုံးပဲအကြောင်းတကားကြီးอ่ะဒါအကြီးညိုတယ်ဒါကြောင့်မို့ဧတဝပရမောတိယသာရိပုတ္တောဝပညာဧတဝပရမောတိယ
ပညာနဲ့ဆိုရင်ရှင်သာရိပုတ္တရာဒိဋ္ဌမ်းမယ်ဖျားလွင်သူအမြင့်ဆုံးပဲလို့ဒီစကားလေးနဲ့တင်သူကဒါရှင်သာရိပုတ္တရာကိုကြီးညိုတဲ့စကားပြောတာဟာဆိုတဲ့နာရဝိတထေးပဲနာရဝိကဖြစ်လာတဲ့နတ်သားပဲဖြစ်ရမယ်နာရဝိတထေးကတည်သွားတာသတင်းရကြမှာရအောင်ပါလေနတ်သားတယောက်လာလျှောက်တယ်ဆိုတဲ့သတင်းကအရင်ရောက်တယ်နာရဝိတထေးဆုံးသွားတဲ့ညကနေလာပြောတဲ့စကားအဲ့ဒါကြောင့်ဒီအတန်ကြားလိုက်တာနဲ့ဒါအနာရဝိတထေးရဲ့စကားပဲဆိုတာကိုရှင်အနန္ဒာကတတ်ပြီးတော့ပြောနေအဲ့ဒါကြောင့်မြတ်စွာဘုရားကမှန်းဆပြောတဲ့နေရာမှာအနန္ဒာအလွန်ကင်းပါတယ်လို့တခြားကိစ္စတွေမှာလည်းရှိတယ်ပေါ့နော်အဲ့ဒါလို့ဆိုတာအဲ့တော့ရှင်အနန္ဒာမထေရမြတ်ကသူလိုချင်တဲ့ဆုတွေရပြီးတဲ့အခါမှာဘုရားခြေပြုံဆိုတာပြုဆိုတာမှာအနန္ဒာလို့ခေါ်လိုက်ရင်ညမှာမကြားလိုက်မှဆိုလို့ဘာလုပ်လဲဆိုခန္ဓာကိုယ်တွေတိုင်းပတ်ဝန်းကျင်မှာမိထုတ်ကြီးကင်ပြီးတော့တညလုံးထိုင်နေတာနော်ကျောင်းကိုကိုးပတ်လှဲ့တယ်တနေ့တနေ့တညကိုးပတ်လှဲ့လက်ပတ်ပြီးတော့ကြည့်အကုန်လုံးစိတ်ဆက်ဆက်နော် security ပါယူတဲ့သဘောပဲသူဟာရှင်အနန္ဒာမအိပ်မနေမြတ်စွာဘုရားကိုဒီလိုဆောက်ရှောက်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒါနှစ်ပေါင်းဘယ်လောက်တုန်းဆို25နှစ်ပေါင်း25နှစ်လုံးမြတ်စွာဘုရားမှာအယိပ်ပမာရှင်အနန္ဒာဟာထိတ်ဘုရားရဲ့အလုပ်အကျွေးတွေပြုစုခဲ့တယ်ဘုရားခြေပြုံးစွာပြုစုခဲ့တယ်သူလောက်ဇွဲကောင်းတဲ့ပုဂ္ဂိုလ်ဟာမရှိဘူးဘုရားနာကဘယ်တော့မှမခွာပဲနဲ့နေတယ်သို့တော့တခါတည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ကခေါင်းဆောင်လည်းဖြစ်တယ်လူကြီးလည်းဖြစ်တယ်တန်ခါပရိသတ်တယ်နေရတယ်တန်ခါပရိသတ်ဆိုတာအလုံးဟာဒီပုရုဇဉ်တွေပါလာရင်အကုန်လုံးအကောင်းကြီးလို့ပြောလို့မရဘူးလူဟာလူပဲနော်ကိုသားတွေသမီးတွေထဲမှာလည်းအကောင်းကြီးပဲဟုတ်မလဲစကားပြောတာနားထောင်တဲ့လူရှိတယ်နားမထောင်တဲ့လူရှိတယ်ပြောခက်တဲ့လူရှိတယ်မြတ်စွာဘုရားရဲ့တပည့်တွေထဲမှာလည်းပြောလို့ဆိုလို့ခက်တဲ့ကိုတော်တွေလည်းရှိတာနော်နားမထောင်တဲ့ကိုတော်တွေရှိတခါတော့ကပြဿနာတစ်ခုမှာရှင်နုရုဒ္ဓရဲ့တပည့်ဦးစင်နှစ်ပါးကတန်ခါကြားထဲမှာတခါအချင်းများအောင်သူတို့ကဆွပေးနေကြဟိုပြောလိုက်ဒီပြောလိုက်လှုပ်တယ်ဘုရားလက်ထက်ကကိုရှိတယ်နော်ညောင်ထိုးပင်ကိုလှုပ်နေတာရှင်အနန္ဒာကမြတ်စွာဘုရားလျှောက်တယ်ရှင်နုရုဒ္ဓကဗျာတဲ့စကားလေးတစ်ခွန်းမှတောင်ပြောဖို့မရဘူးပေါ့ရှင်နုရုဒ္ဓနေနိုင်လိုက်တာသူတပည့်တွေတန်ဃာတွေတဦးနဲ့တူမတက်အောင်လုပ်နေကြတယ်သူတို့ပဲပြဿနာတွေပေါ်အောင်လုပ်နေကြတာရှင်အနုရုဒ္ဓတခုမှဝင်မပြောဘူးလို့မြတ်စွာဘုရားလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားအာနန္ဒာတဲ့အနုရုဒ္ဓကိုပြောမနေနဲ့သာရိပုတ္တရာတို့မင်းတို့ပြောကြပေါ့လို့ဆိုပြီးတော့အဲ့လိုပြောတာသုတ်တန်တစ်ခုရှိတယ်နော်ဒါလူသဘာဝလေးတွေပေါ်လွင်တဲ့သုတ်တန်လေးတွေကိုပြောပြတာနော်ဟောနောက်တစ်ခုမှာရှင်သာရိပုတ္တရာမထေရမြတ်ကနေပြီးတော့အဲ့ဒီတော့ကဒေဝရကတကိုးကြီးတဲ့ယဟန်တစ်ပါးပဲဒေဝရဟောတဲ့တရားနဲ့ပတ်သက်တဲ့နဲ့တူတယ်ဟောတဲ့အခါမှာဒေဝရကဒီတရားကိုဒီလိုဟောတယ်ဆိုတော့အဲ့ဒီပိဋကတ်ထဲပါတဲ့ကိုရောတစ်ပါးကရှင်သာရိပုတ္တရာအဲ့လိုမဟောတာမဟုတ်ဘူးတခြားနည်းဟောတာဆိုချက်ချင်းကန့်ကွက်ပြီးတော့ဝင်ပြောတာအဲ့ဒါရှင်သာရိပုတ္တရာကမဟုတ်ပါဘူးဒီလိုဟောပါတယ်သူလည်းကြားပါတယ်ဆိုနောက်တစ်ခုကိုရောဝင်ပြောပြန်၃ချိန်တိုင်ပြောတော့ရှင်သာရိပုတ္တရာဆက်မပြောတော့ငြိမ့်နေအဲ့ဒါလိုငြိမ့်နေတဲ့အခါကျတော့မြတ်စွာဘုရားကရှင်အနန္ဒာတို့ကိုခေါ်ပြီးတော့ငေါက်တယ်အခုလိုသာရိပုတ္တရာကိုနှိမ့်ဆက်နေတဲ့ပုဂ္ဂိုလ်တွေကိုမင်းတို့ဘာလို့မပြောချလဲပေါ့နော်ဘာလို့ဝိုင်းပြီးတော့မပြောလဲရှင်သာရိပုတ္တရာစကားကိုဝိုင်းထောက်ခံမလားဘာလို့မထောက်ခံတာလဲရှင်သာရိပုတ္တရာပြောတာအမှန်ဟိုကောကလန့်တိုက်တာအဲ့ဒါကိုဘာလို့မထောက်ခံကြတာလဲလို့ဆိုပြီးမြတ်စွာဘုရားကြိမ်ပေါင်းနေတဲ့အဲ့ဒါကိုရှင်သာရိပုတ္တရှင်အနန္ဒာကပြန်ပြောတာဒီနေ့မြတ်စွာဘုရားကဟိုတန်ခါပရိသတ်ခေါ်ထားတယ်တဲ့စကားပြောလိုက်မယ်ခုနတုန်းကလည်းရှင်သာရိပုတ္တရာကိစ္စနဲ့ပတ်သက်ပြီးအငေါက်ခံရပြီးတဲ့အခုလည်းဘာပြောမလဲမသိဘူးပေါ့လေပြောစရာရှိရင်ရှင်မဲပြောပါလို့ဆိုပြီးရှေ့ကကိုရောဓမ္မကိုသူကတိုက်တွန်းတယ်ဆိုတဲ့သုတ်တန်လေးတစ်ခုရှိတယ်အဲ့တော့လူသားဟာလူသားပဲဒါတွေကအတော်လူသားပိသားတဲ့သဘောတရားတွေကိုပြောပြတာနော်လူပိဋကတ်တဲ့ဆိုတာဒီလိုပဲဘေးကနေအမြင်နဲ့လက်တွေ့နေထိုင်တာနဲ့တူတာမှမဟုတ်တာဟုတ်ဘေးကလူတွေရဲ့အမြင်နဲ့လက်တွေ့နေထိုင်တာကွာခြား
မြတ်စွာဘုရားသခင်ကိုရောမြတ်လူသားဖရာဖြစ်သည့်အတွက်ကြောင့်လူတွေထဲမှာနေတဲ့အခါမှာလူတွေကတွေးခေါ်ပြီးမြတ်စွာဘုရားအပေါ်မှာမြင်တာတွေကလည်းပဲမြင်မှုခံရမှာပဲဘုရားသခင်ကိုရောမြတ်မှာတော့နော်ဒီမှန်ကန်တဲ့အသိဉာဏ်တွေနဲ့လွှမ်းမိုးပြီးတော့ထားသည့်အတွက်ကြောင့်စိတ်ဓာတ်ကြံ့ခိုင်မှုကပြေဝရတရားတို့တရားမြတ်တွေလွှမ်းခြုံထားသည့်အတွက်ကြောင့်မှားယွင်းတယ်ဆိုတာတော့မရှိဘူးသို့တော်လူသားတွေနဲ့နေသည့်အတွက်လူသားတွေနဲ့ဆက်ဆံနေရသည့်အတွက်ကြောင့်လူတွေးတဲ့ပုံကိုယ်တွေပြဿနာအရေးတွေကတော့ဘုရားကိုယ်တော်မြတ်လည်းကြုံတွေ့မှာပဲဒါသိကြတယ်ပေါ့ပြောစရာရှိတာတွေပြောရတယ်ဆိုစရာရှိတာတွေဆိုရတယ်ခေါင်းဆောင်ပြီးနော်ငဲ့ပြီးတော့မနေဘူးရှောင်လဲပြီးတော့မနေဘူးတခါတော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ဥဆောင်တဲ့တန်ဃာတွေမြတ်စွာဘုရားစီလာကြတယ်လာရင်ကနေပြီးတော့တပိတ်သင်္ကန်းတွေသိရင်ကြောင်းရှိတဲ့ကိုရောကြီးနဲ့စကားပြောတဲ့အခါကျဲလောင်ဖြစ်သွားတယ်အတန်လေးနည်းနည်းဆူတော့မြတ်စွာဘုရားကဏ္ဍကုရိတိုက်ထဲကထွက်လာပြီးတော့အာနန္ဒာဆူးနေကြတာဘယ်သူတွေလဲဘာသာနေလဲမြတ်စွာဘုရားအမြဲတမ်းမေးလို့ရှိတယ်ဆူတာလုံးဝမကြိုက်ဘူးနော်ဆူတာလုံးဝမကြိုက်ဘူးမကြိုက်တော့မြတ်စွာဘုရားပြောတဲ့စကားလုံးလေးကဘာလို့ဆိုကေဝတ္တမင်းကြီးမစ္ဆဝီလုံးပြီငါလူဖမ်းနေတဲ့တန်ဃာတွေကြနေတာပဲလို့ဒီစကားကိုအမြဲတမ်းသုံးတယ်ငါလူဖမ်းနေကြတဲ့တန်ဃာတွေလိုပဲတနည်းအားဖြင့်ပြောမယ်ဆိုရင်တန်ဃာတွေကဈေးထဲမှာငစိမ့်တွေရန်တွေ့နေတယ်လို့ပဲဆိုတဲ့အဓိပ္ပာယ်မျိုးပြောတာနော်အဲဒီလိုပြောပြီးတော့ရှင်သာရိပုတ္တရာရဲ့တပည့်တွေဗျာတဲ့ဒီကကိုတော်တွေနဲ့စကားပြောရင်းကနေအတန်ထွက်သွားတယ်ဆိုအဲ့ဒါဆိုရင်အဲ့ဒီယဟန်တွေငါစီလာဖို့မလိုဘူးအလုံးပြန်ကြကနင်းနေဆိုပြီးတော့ခိုင်းလိုက်တာရှင်သာရိပုတ္တရာတို့သွားလျှောက်တော့ရှင်သာရိပုတ္တရာတို့လည်းအသာလေးကုတ်ပြီးတော့ဒွိသင်္ကန်းတွေပြန်လွယ်ပြီးပြန်ထွက်သွားအဲ့ဒါဟာစာတုမသုတ်တံဆိုတာရှိတယ်။တော့အမှန်တမ်းကြီးညိုစရာကောင်းတဲ့သုတ်တံတွေကိုသိကြဖတ်လို့ရှိရင်အဲ့ဒါလိုမြတ်စွာဘုရားနှင်ထုတ်လိုက်တဲ့အခါကျတော့သဟံဝတိပြမကြီးကဆင်းလာပြီးတော့တောင်းပန်တယ်။တာကွေမင်းသားတွေကမြင်တဲ့အခါမြတ်စွာဘုရားလာတောင်းပန်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီတန်ဃာတွေထဲမှာခုဘသာသနာပေါင်းဝင်လာတဲ့တထာနုသေးတဲ့ပညာနုသေးတဲ့ပုဂ္ဂိုလ်တွေပါတယ်ပေါ့စိတ်တွေပဲထိခိုက်ပြီးပြောင်းလဲသွားမှဆိုရတယ်ပေါ့နောက်ပိုင်းတော့မြတ်စွာဘုရားကသူတို့ပြန်မခေါ်ခိုင်းဘူးသို့တော့မြတ်စွာဘုရားကစိတ်ဓာတ်နဲ့ညွတ်ပြီးတော့ရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ကိုသိစေတဲ့အခါမှာရှင်သာရိပုတ္တရာရှင်မောက္ကလန်တို့ကဘုရားကျေနပ်ပြီဆိုပြီးတော့တပည့်တွေခေါ်ပြီးတော့ဘုရားကြောင့်ပြန်သွားကြတယ်အဲ့ဒီအခါကျတော့တိတ်လို့ငြိမ်းတာနော်ဟိတ်စိတ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့တပိတာဝကဖြစ်တဲ့လူတွေဟာဆူညံမှုဆိုတာကိုရှောင်ကျဉ်ရမယ်တခါတော့ကဘုန်းကြီးတို့တရားပွဲမှာဆူညံနေလို့တခါပြောလိုက်တာရှိတယ်ဘုရားဘာသာဖြစ်ပြီးဘုရားစကားနားမထောင်တာတော့ဗမာတွေပဲလို့နော်ဘာလို့ဆူညံလုံမမသိဘူးလို့အတန်ချက်ဆက်ကြီးတွေအော်ဖွင့်ဗမာပြည်မှာအဆူဆုံးပဲလို့အတန်တွေကအဆူဆုံးကဘာမှာလိုက်ကြည့်လိုက်မယ်ဆိုရင်ကလပ်ပြည်နဲ့ဗမာပြည်ဟာအဆူဆုံးပဲတခြားနိုင်ငံတွေမှာတိတ်ဆိတ်နေတာပဲတကယ်တော့ကြည့်အမေရိကန်တို့ဆိုဘုန်းကြီးအမေရိကန်တစ်နှစ်နေဦးတယ်အနာနာအိမ်တွေကဘာသာမှမချရဘူးလူမရှိရလားအောင်မယ်ရှိတယ်ဘယ်တော့မှအတန်ချက်ဆက်အော်ဖွင့်တာမရှိဘူးတချင်းအော်ဖွင့်တာမရှိဘူးတချင်းဖွင့်ရင်ကိုယ့်နှစ်ချက်ကလေးနဲ့နားထောင်နေကြလူတောင်ရှိတယ်မထင်ရဘူးတကားပိတ်ပြီးတော့တိတ်ဆိတ်ငြိမ်သက်မှုကဘယ်တရားကမ္မထထိုင်လို့ရတဲ့အနေအထားမျိုးရှိတယ်အမေရိကန်မှာဆိုကြားတဲ့အတန်လေးကဘာလို့ဆိုကားဟွန်းတာမကြားရဘူး emergency ambulance ကားတာပဲကြားတယ်တခြားဘာမှမကြားငြိမ်းတာအဲ့ဒါလေးတခုပဲကြားတယ်စူပါမားကတ်တွေဝင်သွားလိုက်ရင်လည်းငြိမ်းနေကြတာပဲကိုလို့ဗမာတွေတော့မသွားလိုက်နဲ့စူးညံနေကြတာပဲတို့ဗမာလူမျိုးတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်တွေကဘုရားရဲ့အဆုံးအမတော်ကိုမလိုက်နာကြပါလားလို့တခါတော့ကတရားဟောတဲ့ထဲမှာတခါထည့်ဟောတာတရားဟောတဲ့ထည့်ဟောတာကိုအဲ့ဒီတရားကြတော့အပြည့်စုံမလွှင့်မဲနဲ့ဖြတ်ပြီးတော့လွှင့်သွားတယ်နောက်တော့လည်းအပြည့်စုံလွှင့်နေတယ်ပထမလွှင့်တာဖြတ်ပြီးတော့အဲ့ဒါဘာကြောင့်ပြောရတာတုံးဆိုမြတ်စွာဘုရားရဲ့ဂုဏ်တွေထဲမှာပါတယ်အပတ္တတကာမအပတ္တတဝိနိတာတဲ့မြတ်စွာဘုရားအတန်တိုးတိတ်တာကိုနှစ်သက်တယ်တိုးတိတ်မှုကိုလိုလားတယ်တိတ်ဆိတ်ငြိမ်သက်မှုအဲ့ဒါမှလိုလားတယ်ကျမ်းမာရေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်အတန်တိတ်ဆိတ်ငြိမ်သက်မှုဟာအသိဉာဏ်ကိုဖွံ့ဖြိုးစေတယ်ကျမ်းမာမှုကိုပိုရစေတယ်ဆိုတာအားလုံးက
ဒီစာပေတွေဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေနားလဲကြလိမ့်ဒီနားထဲမှာအတန်တွေဆူညံပြီးတော့ရိုက်ခတ်နေခြင်းဟာကျမကြီးကိုထိခိုက်စေတယ်ဟောလူတွေမှာလည်းထိခိုက်စေတယ်အဲ့ဒါကြောင့်မလို့တိတ်ဆိတ်ငြိမ်သက်တာဟာအလွန်ကောင်းတယ်နော်တန်ချဲဆက်ကြီးတွေအော်ဖွင့်တာဘုန်းကြီးတို့ဘယ်တော့မှဒါကြီးတွေရက်ခိုင်းမှမလဲလို့ပဲဆုတောင်းရုံပဲဆုတောင်းနိုင်ပါတယ်ကောင်းတာလှုပ်လို့ဆိုတာလှုပ်လို့တန်ချဲဆက်ကြီးတွေအော်ဖွင့်နေတာတော့ဒီအိန္ဒိယနိုင်ငံကအတူယူထားတာလားတော့မသိဘူးတခြားနိုင်ငံတွေမှာတော့တဲမရှိဘူးအဲ့ဒါနော်အိန္ဒိယနိုင်ငံမှာလည်းဒုရခပူဇာဆိုနားခွဲမသာအောင်ပြီပြီးတော့ဟောအိန္ဒိယရောက်တယ်အဲ့တော့တိတ်ဆိတ်ငြိမ်သက်မှုမျက်နှိုးချပြီးတော့ဘုရားပွဲကျောင်းပွဲကအစတိတ်ဆိတ်ငြိမ်သက်စွာအလေးအနက်ဆောင်ရွက်နိုင်ကြရင်တော့အလွန်ကောင်းတယ်လို့ဟောမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့လက်ထက်တော်ခါကာလတော့55နှစ်တက်တော်ရွယ်ရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာငါတက်ကြည့်ပြီငါ့ကိုထာဝရပြုစုမဲ့ပုဂ္ဂိုလ်လိုအပ်တယ်လို့ရှင်အာနန္ဒာကိုစောင်းခဲ့ပြီးတော့ပြောတဲ့စကားအဲ့ဒီနေ့ကနေစပြီးတော့အလုံးသဘောတူရှင်အာနန္ဒာမထေရမြတ်ကသူကိုယ်တိုင်မြတ်စွာဘုရားထံတယောက်ထားတောင်းပန်ပြီးတော့ဥပထာကဆိုတဲ့အလုတ်အကျွေးယာဓုကိုစတင်လက်ခံခဲ့တာဖြစ်ပါတယ်ဘဝမှာတန်တရားခရီးသွားအမှတ်လုပ်ပြီးတဲ့ပုဂ္ဂိုလ်တွေဟာယန္နာဖြစ်တဲ့မောဟတောင်မှပဲဒုက္ခနဲ့ကြုံတွေ့ရတယ်ဆိုတာသင်္ကန်းစာယူစရာပဲဖြစ်တယ်ဘုမနုဿနာနဲ့လုံးဿနာခွဲခြားကြည့်ပြီးလူတွေဟာအပေါင်းအသင်းကြောင့်ဖြစ်စေပတ်ဝန်းကျင်အနေထားကြောင့်ဖြစ်စေမနုဿနာတစ်ခုကြီးမားတဲ့အမှားတစ်ခုကျွလွန်မြည်ပြီဆိုရင်ထိုအမှားရဲ့အပြစ်ဒဏ်ကိုခံကြရစမြဲပဲဖြစ်တယ်မျက်မှောက်ခေတ်ကာလမှာလည်းပဲမလုပ်တဲ့အလုပ်ကိုလုပ်လို့ထောင်တန်းကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတာမလုပ်တဲ့အလုပ်တစ်ခုလုံးပြီးပြီဆိုရင်ဆိုင်ရာအပြစ်ဒဏ်ဆိုတာခံရတာတန်တရားခရီးသွားတဲ့အခါမှာဘဝမှာမိမိရဲ့အသိပညာမလုံလောက်မှုကြောင့်တော့၎င်းပတ်ဝန်းကျင်ရဲ့အပေါင်းအသင်းတို့ရဲ့သွေးဆောင်ဖြားရောက်မှုကြောင့်၎င်းလူတွေဟာအမှားတစ်ခုကျွလွန်မိတတ်ကြတယ်လူဖြစ်လာတဲ့အခါမှာကောင်းမှုမကောင်းမှုဆိုတဲ့အလုပ်တွေကိုလုပ်ပြီးကောင်းမှုကုသိုလ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာအစဉ်မြေချောမွေ့ပြီးမကောင်းမှုဆိုတာကိုလုံးပြီးတဲ့ပုဂ္ဂိုလ်တွေဟာထိုမကောင်းမှုရဲ့ဒဏ်ကိုချိန်မိတ်ပြီးတော့ခံစားကြရတယ်အခုအမတ်တရားစကားကိုပြောတဲ့ပုဂ္ဂိုလ်ဟာလူလောကမှာနှိမ့်ချဆုံးဘဝကိုရောက်ရှိသွားတာမပြစ်မှားတတ်တဲ့ပုဂ္ဂိုလ်ကိုပြစ်မှားမိသည့်အတွက်ကြောင့်ယန္နာဖြစ်မဲ့ဘဝတောင်လူလောကရှုထောင့်ကနေကြည့်ရင်အနေဆုံးပုဂ္ဂိုလ်ဖြစ်ကိုရောက်ရှိသွားတယ်သို့သောသူ့ရဲ့ပါရမီကုသိုလ်လို့ပြောရမှာဖြစ်တယ်မြတ်စွာဘုရားကတဘဝလုံးကိုခြုံငုံပြီးတော့ဆုံးမထားတဲ့ကံကြမ္မာရဲ့အကြောင်းလေးကိုမတန်းနိုင်ယူကြည့်မယ်ဆိုရင်ဘယ်နှမတတိထားတယ်ကိုယ့်ဘဝကိုကိုယ်တတိထားကြရမှာဖြစ်တယ်ဥဘောပုံညင်စပပင်စယမစ္စောကုရုတေဣဒလူဘဝရောက်လာတဲ့လူတယောက်ဟာတဲ့အကောင်းရောအဆိုးရောနှစ်မျိုးလုံးကိုလုပ်ပြီးတတ်တယ်ဒါလူတိုင်းအတွက်ကောင်းတာလည်းလုပ်ပြီးတယ်မကောင်းတာလည်းလုပ်ပြီးတယ်မကောင်းတာကိုပပကောင်းတာကိုပုံညလို့ဒီလိုခေါ်တာ။ဘာကြောင့်ပပလို့ခေါ်တယ်လဲဆိုရင်ဆင်းရဲဒုက္ခဘက်ကိုတွန်းပို့တတ်သောကြောင့်ပပ။ဘာကြောင့်ပုံညလို့ခေါ်တယ်လဲဆိုရင်လောကမှာလူတကာလေးစားရမယ့်အနေအထားမျိုးကိုရောက်ရှိစေတတ်လို့ပုံညလို့ခေါ်တယ်။ဒီသဘာဝတရားနှစ်ခုဟာလူသားတွေရဲ့ယင်ထဲမှာဖြစ်ပေါ်လာတတ်တယ်။ရှင်ထဲမှာဖြစ်သွားတဲ့ကုသိုလ်အကုသိုလ်ဟာဥပမာနားလည်အောင်ပြောရလို့ရှိရင်
ပုံရိပ်ထဲမှာကင်မရာထဲမှာထင်သွားတဲ့ရုပ်ပုံတိုင်းပဲကိုယ့်ရဲ့အရှိပုံတစ်ခုဟာတယ်လီဖုန်းကင်မရာပဲဖြစ်စေတခြားကင်မရာနဲ့ပဲဖြစ်စေရိုက်လိုက်တဲ့အခါမှာထင်ဟပ်သွားတဲ့ပုံရိပ်သဘောမျိုးပဲကိုယ့်ရဲ့ရင်ထဲမှာမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့ပုံရိပ်ကထင်သွားတယ်ကောင်းတာလုပ်ရင်လည်းကောင်းတဲ့ပုံရိပ်တွေထင်သွားမှာအဲ့ဒီပုံရိပ်တွေကအလွယ်တကူနဲ့ဖြတ်လို့ရတဲ့ပုံရိပ်တော့မဟုတ်ဘူးအဲ့ဒါကိုပဲကံလို့ခေါ်လိုက်တာပေါ့တနည်းဥပမာအဖြစ်ကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေသစ်ပင်တစ်ပင်မျိုးစေ့တစ်စေ့ပဲစိုက်အောင်တော့အဲ့ဒီသစ်ပင်ရဲ့မျိုးစေ့အားလျော်စွာအခါပင်စိုက်ရင်အခါသီးတွေသီးတယ်အချိုပင်စိုက်ရင်အချိုသီးတွေသီးတယ်အခါသီးကကိုယ်စိုက်တုန်းကတသီးပဲဖြစ်စေကမူတစ်စေ့ပဲဖြစ်စေကမူပြုလုပ်တဲ့အချိန်မှာစိတ်ဆန္ဒတွေစိတ်ဇောတွေကရပြပြီးအတွက်ကြောင့်သစ်ပင်တစ်ပင်ကအသီးပေါင်းများစွာသီးတယ်လို့ကံရဲ့မျိုးဆက်တွေကအများကြီးဖြစ်သွားတယ်ကိုလှုပ်တာတစ်ချိန်လှုပ်ပေမဲ့ခံရရင်အများကြီးခံရတတ်တယ်အဲ့ဒီတိုင်းပဲကိုလှုပ်တာတစ်ခုတည်းပဲဖြစ်တော့လဲကောင်းတဲ့အရာကြတော့အများကြီးခံစားရပြန်တယ်ပေါ့ကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေတစ်ချိန်ပဲလှုပ်အချိန်ပေါင်းများစွာကိုယ်မှာခံစားရရှိရမှာပဲဖြစ်တယ်လို့သူတို့ဆိုလို့တယ်ပေါ့ဒီသဘောတွေကိုစဉ်းကျင်စဉ်းစားပြီးတန်တရားခရီးသွားမှာအမှားမလုံးမိစေဖို့ဥဒ္ဓမအရေးကြီးတယ်တချို့ပုဂ္ဂိုလ်တွေကအမှားလုပ်တာအလွယ်တကူလေးလုပ်တတ်တယ်ပေါ့ဘာရလုံးမဟုတ်အပျော်အပြက်လုပ်လိုက်တာကတကယ်ကိုယ့်ရင်ထဲမှာအတီးဖြစ်သွားပြီးဒုက္ခပေးတတ်တယ်ပေါ့ဒီသုဏိတဆိုတဲ့ပုဂ္ဂိုလ်ဟာတန်တရားမှာကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်ထိုကုသိုလ်ကောင်းမှုတွေထဲမှာနိဗ္ဗာန်ကိုဥတည်ပြီးတော့လုပ်ခဲ့တဲ့ဝိဝတ္တုပနိတယလို့ခေါ်တဲ့ဝိကေယနိဗ္ဗာန်ကိုရည်မှန်းပြီးလုပ်ခဲ့တဲ့ကုသိုလ်မျိုးတွေလည်းသူ့ရင်ထဲမှာရှိတယ်သို့သောဘဝတစ်ခုမှာသူအမှားလုပ်လိုက်တယ်လူငယ်တို့ရဲ့တဘာဝအပေါင်းအသင်းရောင်းရင်တွေနဲ့သွားလာတဲ့အခါမှာရွာတရွာမှာပိစိကဗုဒ္ဓအရှင်မြတ်တပါးကသင်္ကန်းယုံပြီးတော့ဆွမ်းခံနေတယ်တော့လူတွေရဲ့အမြင်ထဲမှာကြည့်မယ်ဆိုရင်ဘုန်းကြီးတွေဝတ်တဲ့သင်္ကန်းကြီးဟာခြုံထားတာယုံထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလိုအဝတ်မျိုးကိုသူတို့ခေတ်မှာဘယ်လိုပုဂ္ဂိုလ်တွေဝတ်လို့ရှိတာတော့ဆိုခန္ဓာကိုယ်မှာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်မျိုးတွေတို့လူနာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်မျိုးတွေတို့အရေးပြားယောဂဆွဲနေတဲ့ပုဂ္ဂိုလ်မျိုးတွေဝတ်လို့ရှိကြတဲ့သဘောမျိုးဖြစ်တယ်ပေါ့ဒီလိုလုံးကိုခြုံထားတယ်ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဖော်မပြရဲဘူးခဏခေတ်ကျတော့ဖော်လိုက်တာမှအများကြီးပဲเนาะအဲ့တော့သင်္ကန်းဆိုတာဖော်ရတဲ့နေရာနည်းနည်းလေးပဲသုပ္ပတိသံနောအန္တရဂရိဂရိတဂမိတမိတိသိက္ခာကရဏီယယဟန်ဖြစ်လာပြီကိုရင်ဖြစ်လာပြီဆိုရင်သွန်သင်ဆုံးမထားတာဘာတော့အေးလုံလုံချုံချုံဖုံးပြီးတော့ကြောင်းတဲ့မျိုးတွေရော်တွေမှာသွားမယ်လုံလုံချုံချုံဝတ်စားပြီးတော့မှမျိုးတွေရော်တွေသွားမယ်လို့ကောင်းစွာဖုံးလွှမ်းနေဆိုတာဘယ်ဟာတွေကိုဖုံးရမှာလဲမျိုးတွေရော်တွေသွားရင်ဘယ်ဟာတွေဟာဖုံးထားရမှာလဲလို့ဆိုတဲ့အခါလက်ဘင်းကိုဖုံးရတယ်ဒါမို့သင်္ကန်းရုပ်ထားတဲ့အခါမှာလက်ဘင်းကိုဖုံးထားတယ်လက်ကလည်းလက်ကဝတ်ထီအောင်ဖုံးထားတယ်ခြေထောက်ကလည်းခြေသလုံးကြွက်သားခြေသလုံးကြွက်သားအစုံလေးမှအဖုရှိတယ်အဲ့ဒီအဖုလေးကိုဖုံးအောင်ဝတ်ရဆိုလိုတာခြေမျက်စိအထက်တစ်ထွာလောက်ပဲအဲ့ဒီတဲ့ပုံမတိုးရဘူးလို့ဆိုခြေသလုံးကြွက်သားဖုံးအောင်ဝတ်ရမယ်နော်ခြေမျက်စိဖုံးအောင်တော့မဝတ်ရဘူးခြေမျက်စိတော့ဖော်ထားခြေပနောက်တော့ဖော်ထားအဲ့တော့ခြေမျက်စိအထက်နား
ခြေတုံးကြွက်သားဖုံးယုံတော့ဒါဘုန်းကြီးတွေဝိနည်းစည်းကမ်းမှာအဲ့လိုရှိတယ်သုပ္ပတိဆံတော်ကောင်းစွာဖုံးလွှမ်းလျက်ဆိုလဲမျိုးရဲ့လက်နှစ်ဖက်ရဲ့ခြေသလုံးတွေရဲ့နော်အဲ့ဒါတွေအကုန်ဖုံးပြီးတော့ဝတ်ယုံရမယ်ဆိုတဲ့ဝိနည်းစည်းကမ်းပိစိကဗုဒ္ဓအရှင်မြတ်ကလည်းပဲသူတော်စင်သူတော်မြတ်တို့လိုက်နာတဲ့ထုံတန်းစင်လာအတိုင်းပဲဒုက္ခနာကိုလက်ကဝဋ္ဌိသင်္ကန်းယုံပြီးဖုံးထားတယ်လက်မျိုးကိုဖုံးထားတယ်အောက်ကလည်းပဲခြေမျက်စိအထက်လောက်ထိအောင်ဖုံးထားတယ်ဆိုတကူလုံးဟာသူအသားပေါ်နေတယ်ဆိုတာမတမနေတယ်လက်ခေါက်ကိုအပြင်ဘက်ဖက်အသားပေါ်မယ်အောက်ကလည်းပဲခြေတုံးကြွက်သားအပြင်ဘက်လောက်အောက်ပိုင်းလောက်ပဲပေါ်တယ်ခြေတော်လောက်ပဲပေါ်တယ်ဆိုအဲ့တော့လူငယ်လူရွယ်တို့ရဲ့တဘာဝမတိနားမလဲတဲ့ပုဂ္ဂိုလ်တွေနဲ့တကယ်ချင်းအပေါင်းအသင်းတွေနဲ့တွားတဲ့အခါမှာဒီပိစိကဗုဒ္ဓဆွမ်းခံလာတာကိုမြင်တော့အပြောင်းအပြက်နဲ့တက်တက်ရန်စပြီးပြောတဲ့သဘောပေါ့နော်ဒါမျိုးကရှိတယ်လူကအုပ်စုလိုက်ဖြစ်ပြီးဆိုလို့ရှိရင်တစိမ့်တရံတွေ့ရင်ရန်စတတ်တယ်ပေါ့အုပ်စုကောင်းလိုက်လူကရန်စတတ်တယ်အဲ့တော့သူတို့မြင်ထဲမှာအမြင်ထူးနေတဲ့ဆုံးမကြွလာတဲ့ပိစိကဗုဒ္ဓကိုသူတော်စင်သူတော်မြတ်တို့မတတ်မှတ်ဖဲနဲ့စိတ်ထဲမှာအယေပြားယောဂရှိတဲ့ကိုယ်တော်ပုဂ္ဂိုလ်ကြီးပဲအယေပြားယောဂရှိတဲ့ပုဂ္ဂိုလ်ကြီးဟာအယေပြားယောဂရှိတဲ့ပုဂ္ဂိုလ်တွေဝတ်တလို့ဒီကုလုံးဖုံးပြီးတော့ဘာလို့ဝတ်နေတာလဲခြေလက်အင်္ဂါကောင်းတယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကိုစိုက်ပျိုးပြီးထွန်ရက်စိုက်ပျိုးပြီးစားပါလားသို့မဟုတ်အယောင်းဝယ်လုပ်ပြီးတက်မွေးပါလားဘာမှမလုပ်ချင်ဘူးပြင်းနေဆိုရင်အိမ်တိုင်းအညစ်အကြေးတွေစွန့်ပြစ်ထားတဲ့မစင်တွေအမိုက်တွေကိုသိမ်းပြီးတော့သူတို့ပေးတာလေးနဲ့စားပါလားလို့ပိစိကဗုဒ္ဓကိုစော်ကားမော်ကားသွားပြောတယ်ကသူပြောတာလည်းဘလောက်လွန်သွားတော့ဆိုစဉ်းစားကြည့်တာမန်ပုဂ္ဂိုလ်တယောက်ကိုပြောတာမဟုတ်ဘူးပိစိကဗုဒ္ဓဆိုတာဟာသူရဲ့အမြင်ထဲမှာကြည်ညိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်အနေနဲ့သူတော်စင်မကြည်ညိုတဲ့လူတွေရဲ့အသွင်နဲ့ဆိုလို့ရှိရင်လူနာယောဂဆွဲအရေးပြားယောဂဆွဲနေလို့တကူလုံးခြုံပြီးဖုံးထားတဲ့ပုဂ္ဂိုလ်အဖြစ်မြင်ရတယ်မြင်တဲ့အခါမှာစော်ကားမိကြတယ်အပျော်ပြက်ဝင်ရောက်ပြီးစော်ကားပြီးပြောအဲ့တော့ဗာနဲ့တူတော့ဆိုလို့ရှိရင်တမန်ပုဂ္ဂိုလ်စော်ကားလို့ရှိရင်အပြစ်ဖြစ်နိုင်တော့လည်းပဲအလွန်ကြီးမားတဲ့အပြစ်မျိုးမဖြစ်ဘူးဥပမာရှုံကိုခေါင်းနဲ့တိုက်ရင်သိမနာဘူးပေါ့သို့မဟုတ်ဝါကွမ်းဘုံကြီးကိုခေါင်းနဲ့တိုက်ရင်မနာဘူးဝါကွမ်းကပြောတာကိုအေး၆တုံးကြီးကိုခေါင်းနဲ့သွားတိုက်ရင်တော့၆တုံးကထီထီရှိမှမဟုတ်ပြီမဲ့သူခေါင်းနဲ့တိုက်တဲ့လူကခေါင်းကွဲပြီးဒုက္ခရောက်မှသိချာအခုလည်းပဲတကယ်ကိုသူတော်စင်သူတော်မြတ်ပုဂ္ဂိုလ်ကြီးကိုသွားပြီးတော့ပြစ်မှားတယ်ဒီပိစိကဗုဒ္ဓဆိုတာဖယင်ငယ်လို့ခေါ်ကြတယ်ပေါ့ပိစိကဆိုတာတီးချဗုဒ္ဓဆိုတာသိသူဘယ်သူမှဆရာတင်တာမဟုတ်ဘူးကိုယ်ပိုင်အသိနဲ့သစ္စာလေးပါးကိုကိုယ်ပိုင်အမြင်နဲ့သစ္စာလေးပါးကိုသိတဲ့ပုဂ္ဂိုလ်မျိုးပိစိကဗုဒ္ဓလို့ခေါ်တယ် particular ဗုဒ္ဓပေါ့ဖယင်ငယ်လို့ခေါ်ကြတယ်ဘာကြောင့်ဖယင်ငယ်လို့ခေါ်တော့ဆိုလို့ရှိရင်ပိစိကဗုဒ္ဓတွေကနှစ်အသင်္ချေနဲ့ကဘာတသိမ့်ပဲပါရမီဖြည့်ရတယ်သမတမုဒ္ဒဖရာကြတော့၄အသင်္ချေနဲ့နေဆုံး၄အသင်္ချေနဲ့ကဘာတသိမ့်ပါရမီဖြည့်ရတယ်ပိစိကဗုဒ္ဓတွေဟာတခြားအသိဉာဏ်တွေရတော့လေတပ္ပိညုတဉာဏ်ဆိုတာမရဘူးတပ္ပိညုတဉာဏ်မရှိဘူးသူတို့မှာဒီပြင်သိဉာဏ်တွေရှိတော့လေတပ္ပိညုတဉာဏ်မရှိဘူးပြီးတဲ့အခါမှာဟောပြောမှုမှာစွန့်ရည်ထွက်ပြတဲ့
အိန္ဒြိယပရောပရိယတိအာတယနုတယဆိုတဲ့ဉာဏ်မျိုးဒေသနာဉာဏ်မျိုးလည်းပဲသူတဏ္ဍာမရှိဘူးမရှိတဲ့အခါမှာလူတယောက်ကိုကျွတ်တန်းဝင်သွားအောင်ဟောနိုင်စွမ်းတော့မရှိတရားတော့ပြနိုင်တယ်သို့တော့သူတို့သိတာပဲသူတို့ပြောမယ်လူတယောက်ကိုရှင်တဲ့နှလုံးထဲမှာထိသွားအောင်ပြောနိုင်စွမ်းမရှိကြဘူးတဲ့သမထဗုဒ္ဓမြတ်စွာဘုရားကျတော့အာတယနုတယဉာဏ်ဣန္ဒြိယပရောပရိယတိဉာဏ်အာတယနုတယဆိုတာဒီလူရဲ့ဇယိုက်ဝါဒနာတွေအကျင့်တွေရှင်ထဲမှာရှိတာတွေအကုန်လုံးသိနိုင်တဲ့ဉာဏ်ဣန္ဒြိယပရောပရိယတိဆိုတာခံယူနိုင်စွမ်းရှိတဲ့တတ္တဝိရိယတတိသမารိပညာဆိုတဲ့ဣန္ဒြေတွေရှင်းချက်ပြီလားသို့မဟုတ်မရင်ချက်သေးဘူးလားဆိုတာခွဲခြားသိနိုင်မရင်သေးပဲသွားတရားဟောလို့ရှိရင်တရားသည့်အစိမ်းကိုဥဒ္ဒလို့မပြောသည့်အစိမ်းခူးပြီးတော့ဥဒ္ဒလို့မမဲ့ပဲနဲ့ပုတ်သွားနိုင်ရှင်းချက်လာပြီဆိုတဲ့အခါမှာတရားဓမ္မကိုခံယူနိုင်တာဖြစ်တယ်ပေါ့အေးရှင်းချက်မှုမရင်ချက်မှုတတ္တဝိရိယတတိသမารိပညာလို့ဆိုတဲ့ဣန္ဒြေတွေရင့်ချက်မှုရှိမရှိသိတာကိုဣန္ဒြိယပရောပရိယတိဉာဏ်လို့ခေါ်တယ်အဲ့ဒီဉာဏ်နှမျိုးကိုဗုဒ္ဓစက္ခုမြတ်စွာဘုရားရှင်မှာသာရနိုင်တဲ့အသိဉာဏ်နှမျိုးအဲ့ဒီအသိဉာဏ်နဲ့ကြောင့်မို့တရားဟောတဲ့အခါမှာအောင်မြင်တယ်ပြည့်စုံတယ်ထက်မြက်တယ်နားတဲ့ပုဂ္ဂိုလ်တွေဟာတခဏအတွင်းမှာအသိဉာဏ်ရရှိပြီးထူးခြားတဲ့တရားဓုတရားမြတ်ကိုမျက်မှောက်ပြုနိုင်ကြတယ်ဆိုတာအဲ့ဒါကြောင့်ပိစိကဗုဒ္ဓတွေမှာအဲ့လိုအရေးချင်းတော့မရှိဘူးသို့တော်ယင်တဲ့ကကိလေသာတွေအလုံးကုန်ဆုံးပြီးပိစိကဗောဓိဉာဏ်လို့ခေါ်တဲ့ကိုယ်တိုင်သိနိုင်တဲ့စွမ်းရည်တတ္တိအသိဉာဏ်မျိုးတော့ရှိတယ်ဘယ်သူစီမှတပြည့်ခံစရာမလိုပဲနဲ့ကိုယ်ပိုင်ထိုးရဉာဏ်ကိုယ်ပိုင်လမ်းစဉ်နဲ့ဖျားဖြစ်သူရောက်တဲ့ပုဂ္ဂိုလ်တွေကိုပိစိကဗုဒ္ဓလို့ခေါ်တယ်နော်အဲ့ဒီပိစိကဗုဒ္ဓလို့ဆိုတဲ့တကယ်ထူးချွန်တဲ့ပုဂ္ဂိုလ်သွားပြီးတော့စောကားမောကားနဲ့ဘာဖြစ်လို့အရေးပြားယောဂတဲ့ဝတ်တလို့အဝတ်ကြီးဝတ်ပြီးခန္ဓာကိုယ်ဖုံးထားရတာလဲဘာဖြစ်လို့အိမ်ငါလက်လဲပြီးတော့ထမင်းတောင်းပြီးတော့စားတာလဲကိုယ့်အကိုနော်စိုက်ပြိုးပြီးတော့စားပါလားအဲ့ဒါလိုမှမဟုတ်ရင်အိန္ဒကာကစွန့်ပြစ်တဲ့မစင်အညစ်အကြေးတွေကိုတန်ရှင်းရေးလုပ်ပြီးတော့အဲ့ဒါကရတဲ့ဟာနဲ့စားပါလားလို့စော်ကားပြီးတော့ပြောတာနော်ဘယ်လိုပုဂ္ဂိုလ်မှမသိပဲနဲ့သွားပြီးတော့စော်ကားကြတာပြောင်ပြောင်နောက်နောက်ပြောတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒီစော်ကားမှုဟာသူတို့ယင်ထဲမှာမှတ်ပုံတင်လိုက်တယ်လို့ပဲသူတို့သူမြတ်ကိုစော်ကားသည့်အတွက်ကြောင့်ယင်ထဲမှာပုံရိပ်တွေထင်သွားပြီအဲ့ဒီပုံရိပ်တွေကဖြစ်လို့မရတော့ဘဝပေါင်းများစွာမှာသူဟာမစင်နေကျုံပြီးတော့အလုံးလုံးစားရတဲ့အောက်တန်းကျဆုံးပုဂ္ဂိုလ်ဖြစ်သွားတယ်ဟောအောက်တန်းကျဆုံးပုဂ္ဂိုလ်ဘဝရောက်သွားရဟန္တာဖြစ်မဲ့ဘဝတောင်မှအဲ့ဒီအခြေအနေမျိုးရောက်သွားဂေါရမမြတ်စွာဘုရားပွင့်တဲ့အခါမှာသူဟာရာဇဂိုမြို့မှာလူလာဖြစ်တယ်သို့သောရာဇဂိုမြို့ကလူတွေထဲမှာစာအားဖြင့်လည်းအနိစ္စဆုံးလုပ်ငန်းအားဖြင့်လည်းပဲအကျင့်ပေဆုံးဒီသုံးလုံးထဲမှာပါတဲ့ဓာတိဆိုပေါ့နော်ဓာတိတို့ဒိညာတို့အဲ့ဒီလိုအလုပ်တွေလုပ်ရတကယ်ကိုလူတကာမတရီတဲ့အိန္ဒကာကစွန့်ပစ်တဲ့မစင်ပင်ဘုတ်တွေကိုတန်ရှင်းလုပ်ရတဲ့ဘဝမျိုးရောက်သွားတယ်အမျိုးကလည်းသူ့အောင်ကြစရာမရှိတော့ဘူးအလုတ်ကလည်းသူ့အောင်ကြစရာမရှိတော့ဘူးဒါတောင်ထမင်းဝအောင်စားရတာမဟုတ်ဘူးသူ့ဘဝမှာထမင်းဆိုတာအိုးတွေကတန့်ပြက်တဲ့ထမင်းဆိုတာမမြင်ဘူးတော့အောင်သူများတွေစားလို့ကြံတဲ့ထမင်းဟင်းပဲအဲ့ဒါနဲ့ပဲအသက်ရှင်ရတဲ့ဘဝမျိုးရောက်ဒီလိုဘဝမျိုးဟာဘဝပေါင်းများစွာသူရောက်ရှိခဲ့တယ်တ
ကြိမ်တစ်ခါမှားလိုက်တာနဲ့ဒီလိုခံရသလားလို့စောရကတက်เสียရှိတယ်နော်တစ်ပင်စိုက်တဲ့ဥပမာကိုကြည့်ကိုယ်စိုက်တော့ကမျိုးစေ့လေးတစ်စိပဲစိုက်တယ်အသီးသီးပြီဆိုတဲ့အခါကျတော့တစ်စိကရလားနေတာမှမဟုတ်တာတစ်ပင်စိုက်တာတောင်အဲ့လိုဖြစ်သေးတာရင်ထဲကကံတရားကဘယ်မှမဖြစ်စေနိုင်ပါလေစွန့်ရည်တတိရှိတနည်းအားဖြင့်ပြောမယ်ဆိုရင်စော်ကားမော်ကားပြောနေတဲ့အချိန်ဟာမိနစ်ပိုင်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီမိနစ်ပိုင်းအတွင်းမှာဖြစ်ပေါ်လာတဲ့မကောင်းတဲ့အကုသိုလ်ဇောတွေဟာအချိန်ပေါင်းမြောက်များစွာစောတယ်အဲ့ဒီစောလိုက်တဲ့ဇောတွေထဲမှာခုမြောက်ဇောတွေများစွာပါတယ်ခုမြောက်ဇောတွေပါတယ်ပထမဇောဆိုတာပါတယ်အလယ်ငါးဇောဆိုတာပါတယ်ဇောဆိုတာ9ချိန်အရှိန်အဟုန်ရှိတဲ့စိတ်တွေဖြစ်တာအဲ့ဒီမှာပထမဇောကလှုပ်တဲ့ဘဝမှာအကျိုးပေးတယ်နောက်ဆုံးတတ္တမဇောဆိုတာသေသည်ချမ်းမဲမှာအကျိုးပေးတယ်အလယ်ငါးဇောဆိုတာဖြစ်တဲ့ဘဝမှာလိုက်ပြီးအကျိုးပေးမယ်အပရပရိယဝေရဏိယကံဇောနဲ့သတ်မှတ်လိုက်တာပထမဇောကဒိဋ္ဌဓမ္မဝေရဏိယနောက်ဆုံးဇောကဥပပိစ္ဆဝေရဏိယဒီဘဝကသေတာနဲ့နောက်ဘဝမှာအကျိုးပေးမယ်အလယ်ငါးဇောကတော့အပရပရိယဝေရဏိယအခွင့်တဲ့ဘဝတွေမှာလိုက်ပြီးအကျိုးပေးမယ်လို့ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့ရှင်ထဲမှာဖြစ်သွားတဲ့အဲ့ဒီလိုဇောတွေအများကြီးဖြစ်သွားဇောတစ်ခုတိုင်းစကောဇောတစ်ခုတိုင်းဟာပရိသေတစ်ခုအကျိုးပေးမယ်ဆိုရင်နေတဲ့ဇောတွေမဟုတ်ဘူးအဲ့တော့ရှင်ထဲမှာမတန်းတင်လိုက်တယ်လို့ပုံရိပ်တရားထင်သွားတယ်ရုံးထွက်လို့လည်းမရဘူးကုစားလို့လည်းမရနိုင်ဘူးအဲ့ဒီကံအစွမ်းတွေကပုံရိပ်ထင်ပြီးတော့ဘဝမှာဘာနဲ့တူတော့ဆိုလို့ရှိရင်ခုခေတ် CCTV ထဲမှာမကောင်းမှုလုပ်တာတွေ့သွားလို့ရှိရင်ဒီလူဟာဖမ်းခံပြီးပြစ်ဒဏ်ပေးခံယင်းထဲမှာသဘာဝတရားကနှိပ်ခတ်လိုက်တဲ့ပုံရိပ်ဟာဖြတ်လို့မရဘူး CCTV ရဲ့ဖြတ်လို့ရသေးတယ်ပုံရိပ်ကမယင်းထဲမှာထင်ဟပ်သွားတဲ့ပုံရိပ်ကဖြတ်လို့မရတော့ဒါကြောင့်မို့ဖြစ်ရဘဝမှာဒီကံရဲ့အကျိုးသူခံစားရတယ်လို့အဲ့လိုပိစိကဝရတဆူကိုပြစ်မှားလိုက်တဲ့မကောင်းမှုအကုသိုလ်သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကတကက်ပြစ်မှားတဲ့အကုသိုလ်ကတကက်အဲ့ဒီထဲမှာပြစ်မှားတဲ့အကုသိုလ်ကံကအခွင့်ရလိုက်တယ်သို့တော့သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကလည်းပဲအစဉ်သင့်ကုညီဖို့ဆောင်ဆိုင်နေတာပဲဖြစ်တယ်ပုံရိပ်ကနှစ်ခုရှိတယ်သူမပုံရိပ်နှစ်ခုလူဘဝပို့လိုက်တဲ့အခါမှာတော့ခုနလိုစင်စင်ရဲရဲအောက်တန်းကျပြီးတော့ဘဝတဝစားတဲ့ဘဝမျိုးကိုကံကဖန်တီးပေးလိုက်တယ်သို့တော့သူ့ရဲ့ရင်ထဲမှာလူအောက်တန်းကျတော့လေအသိဉာဏ်အောက်တန်းမကျဘူးဆိုတာလေသူ့ရင်ထဲမှာရှိနေဟောခေစကားနဲ့ပြောမှဆိုအိုင်ကျူမြင့်နေတယ်ပေါ့သူကဒါပြောနားလည်နိုင်တဲ့ပုဂ္ဂိုလ်အနေထားမျိုးဖြစ်တယ်အဲ့ဒီဘဝမျိုးရောက်သွားတယ်မြတ်စွာဘုရားကရာဇဂုမြို့ထဲမှာဆွမ်းခံကြွတဲ့အခါဘုရားနဲ့ရင်ဆိုင်သူတွေ့ရှင်ဆိုင်တွေ့တော့ဒီထဲမှာအထက်ကရာမှာဖွင့်ထားတာနဲ့သူကိုယ်တိုင်ပြန်ပြောတဲ့စကားလေးဟာအနည်းငယ်တော့ကွယ်လွယ်မှုရှိတယ်သို့တော့သူကိုယ်တိုင်ပြန်ပြောတဲ့အမတ်တရားစကားတွေမှာသူ့ဘဝဇာတ်ကြောင်းဘုရားနဲ့တွေ့တာသူရှင်းပြလိုက်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာသူဟာမြတ်စွာဘုရားနဲ့မတွေ့ခင်လေနေ့စဉ်စားတော့ရမှုအတွက်အိမ်ကလိုက်ပြီးတော့တန်ရှင်းရေးဆိုတာရိုးရိုးအလုံးမျိုးမဟုတ်ဘူးလူတွေမတရီတဲ့အညစ်အကြေးတွေကိုတန်ဆင်းရတယ်အဲ့ဒီတန်ဆင်းတဲ့လုပ်ငန်းကိုပုပ္ဖသတ္တကလို့ပါဠိလိုခေါ်တယ်ပုပ္ဖဆိုတာပန်းသတ္တကကစွန့်ပြရတယ်ဒါမို့ဒါကိုကြည့်ပြီးတော့ပန်းမိုက်သွန်မျိုးလို့ဒီလိုခေါ်တယ်ပန်းမိုက်သွန်အဲ့ဒါနားထောင်ကောင်းသုံးထားတဲ့စကားပန်းမိုက်သွန်ဆိုတာအမိုက်ပြစ်တဲ့အလုပ်မဟုတ်ဘူးသူလုပ်ရတဲ့အလုပ်က
ပင်ကျုံသမားလို့ခေါ်တယ်မစင်ကိုကျုံရတာနော်ပင်ကျုံသမားပါဠိလိုတော့ပုဗ္ဗဆတကအဲ့ဒါလို့အလုံးမတရိစရာကောင်းတဲ့အလုပ်တွေကိုလုံးမထမင်းလေးဟာမသေးဘူးစားရတဲ့အနေအထားမျိုးမြတ်စွာဘုရားကြွလာတာမြင်တော့လူတကာကိုတွေ့သမျှလူတွေကိုသူကလက်ဦးလေးခြီးပြီးတော့ရှ िख ိုးတာဘုသူဖြစ်ဖြစ်လမ်းပေါ်ကတွေ့သမျှလူတွေရှ िख ိုးမြတ်စွာဘုရားကြွလာတဲ့အခါလဲအဲ့ဒါလိုပဲအလုံးဟာသူမော်ကြည့်ရတဲ့လူတွေကြီးပဲမြတ်စွာဘုရားကိုရှ िख ိုးတယ်အဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုရဟန်းကိုခွင့်ပေးလိုက်တာဒါထူးခြားချက်ပဲနော်အောက်တန်းစားအနှိမ့်ဆုံးလူတယောက်ကိုဘုရားဟာလူတန်းစားခွဲခြားမှုမပြုဘဲနဲ့သင်္ကန်းဝတ်ဖို့ခွင့်ပြုလိုက်တာအလွန်ကြီးမားတဲ့ခွင့်ပြုချက်ကြီးပဲသူ့အတွက်မှာကြီးမားတဲ့ဆုလက်ကြီးတစ်ခုအရာသူ့ဘဝမှာထွက်လန်းဆိုတာမရှိဘူးဘာလို့လို့ဆိုရင်မျိုးရိုးကလည်းအမှန်တန်ယူကလေးညာကနေလို့သူ့အနံ့ရရင်လည်းလူတွေဟာတနာတယ်ဆိုပြီးတော့မကျေနပ်ကြဘူးအဲ့ဒါလိုလူဒန်းစားမျိုးတွေမှာသူလူဖြစ်ရတာပေါ့အမှန်တန်ဆင်းရဲပြီးလောက်ကင်စားတော့နေတဲ့သူ့ကိုမြတ်စွာဘုရားအခွင့်အရေးကြီးတစ်ခုပေးလိုက်တယ်ဒါနဲ့သူယဟန်ဖြစ်သွားပြီနောက်ဆုံးမှယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်ရောက်သွားတယ်အဲ့ဒါယဟန္တာဖြစ်သည့်ထိအောင်ရောက်သွားတဲ့အခါမှာသူပြန်ပြောတဲ့အခါမှာသူ့ဇာလန်းနဲ့အကုန်ပါလာမှာဖြစ်တယ်ယဟန္တာဖြစ်တဲ့အခါမှာယဟန်တော်တွေကမေးကြတယ်ကိုရောဘယ်လူမျိုးကဘယ်လိုအမျိုးကယဟန်ဖြစ်လာတာလဲဘယ်လိုယဟန်ဖြစ်လာတာလဲဘာကြောင့်ယဟန်ဖြစ်လာတာလဲဆိုတဲ့မိခွန်းနေမေးတယ်အဲ့ဒီလိုမိခွန်းနေမေးတဲ့အခါသူဟာမကွယ်မထောက်ဖြောင်းပြောင်းမမတ်ရိုးရိုးသားသားပဲဖြေရှင်းတယ်ရိုးရိုးသားသားပဲဖြေတယ်အဲ့ဒီဖြေဆိုတဲ့စကားတွေကိုပဲသူ့ရဲ့အမှတ်တရစကားအဖြစ်မှတ်တမ်းတင်ထားတာဖြစ်တယ်နော်ယန္တိကမေးလို့ဘယ်အမျိုးကနေပြီးဘယ်လူမျိုးကဘယ်မျိုးရိုးကနေပြီးသင်္ကန်းဝတ်လာတာလဲဆိုသူကဖြေတာနိစေကုလမိစာတောဟံတပည့်တော်ဟာအနှိမ့်ချဆုံးလူမျိုးမှာမွေးခဲ့သူပါသူ့ရဲ့နှိမ့်ချတာဆိုမရှိတော့ဘူးနော်အနှိမ့်ချဆုံးအောက်တန်းချဆုံးပန်းမိုက်သွန်မျိုးရိုးကမွေးလာတဲ့လူပါသူတော်အားရဲ့အညစ်အကြေးမစင်ပင်ဘုတ်တွေကိုတန်ရှင်းလို့ရတဲ့မျိုးရိုးတဲ့အဲ့ဒီမျိုးကဗမာပြည်မှာလူတကာတပြက်စီးကင်တပြက်စီးလှဲဘယ်သူမှအထင်မသေးဘူးအိန္ဒိယမှာတပြက်စီးသွားလှဲမယ်ဆိုရင်အဲ့ဒီတပြက်စီးလှဲတဲ့မျိုးရိုးဟာရှိတယ်အောက်တန်းချတယ်လို့ထင်ဘုန်းကြီးတို့အိန္ဒိယရောက်တဲ့အခါမှာကိုเจ้าနဲ့ကိုတပြက်စီးကင်ပြီးတော့လှဲမလို့လို့တော့ကိုရဲ့အရင်ရောင်းနေတဲ့ကိုတော်ပြောတာရှင်ဘုရားတပြက်စီးမလဲနဲ့ကလားတွေမြင်သွားရင်ရှင်ဘုရားကိုတပြက်စီးလဲတဲ့မျိုးရိုးလို့အောင်မင်းနေလေအဲ့လိုပြောတာခံခဲ့ရဘူးမတတ်ခဲ့ရဘူးအဲ့ဒီမှာဆိုတပြက်စီးတောင်မလဲရဘူးလူချားတယ်ကလားတွေမြင်သွားရင်ကိုယ်ကိုအဲ့ဒါတပြက်စီးလဲတဲ့အမျိုးလို့အောင်မေးသွားတာသူတို့မျိုးရိုးနဲ့လုပ်ငန်းနဲ့သူတို့ကဆက်ထားနော်ဆက်ထားတာအဲ့ဒါကြောင့်သူကပြန်ပြောတယ်နိစေကုလမိစာတောဟံဒလိတောအပ္ပဘောဇနောတတိတော်အနှိမ့်ချဆုံးပင်ကျုံဒီပန်းမိုက်သောမျိုးရိုးမှာမွေးဖွားခဲ့သူဖြစ်ပါတယ်တချို့ကအဲ့လိုနှိမ့်ချတဲ့အမျိုးမှာမွေးတော်လည်းပဲမိဘကဆွဆွဆောင်းဆောင်းရှိတဲ့အခါမှာဝါဝလေးနဲ့စားရသေးတယ်သူကြတော့အဲ့လိုမဟုတ်ဘူးတဲ့ဒလိတော်မွေးလိုက်တာမှကုန်းကောက်ဆရာမရှိဘူးအပ္ပဘောဇနောစားစရာဆိုတာအိုးဖင်ကတ်နေတဲ့ဂျိုးတောင်သူဝါအောင်စားရတဲ့လူမျိုးမဟုတ်ဘူးတဲ့ပြောတယ်နော်ချက်စားနိုင်မှုဝေးသူများအကြံအကျွင်းတွေကိုစားရတဲ့ပုဂ္ဂိုလ်ဆိုတန်တန်ပြန်ပြန်စားဖို့ဆိုဝေးလာဝေးတပည့်တော်ဟာအဲ့လို
စင်စင်ရဲရဲနဲ့အစားတော့ငတ်ငတ်ပြတ်ပြတ်နဲ့နေကြရသူပါတဲ့ဟိနကမ္မမမအာတိအဟောတိန်ပုပ္ပဆတ္တကောသူလုပ်ရတဲ့လုပ်ငန်းဟာလည်းပဲအောက်တန်းအကျဆုံးအလုပ်ပါတဲ့တခြားအလုပ်မဟုတ်ပါဘူးတဲ့လူတကာစွန့်တဲ့မစင်အညစ်အကြေးတွေကိုတုတ်တင်ရှင်းလင်းပြီးတန်ရှင်းလုပ်ရတဲ့အလုပ်ပါပဲသူပုံမှန်နေမပြောတယ်ပြီးတဲ့အခါဗာပြောတော့စိကုတ်စီတော်မနုဿာနာပြိဘူတော်သဝမိတော်တပည့်တော်ကိုမြင်လို့ရှိရင်လူတွေကယွံ့ကြတယ်လူတကာရဲ့ယွံ့နာကိုခံရတယ်သူနာဆိုရင်နှာခေါင်းပိတ်ကြမျက်နှာလွှဲကြတယ်သူမြင်လိုက်ရင်မျက်နှာလွှဲသူလေတင်ကရောက်နေဝေးဝေးရှောင်အဲ့လောက်ထိအောင်သူ့ကိုယွံ့ကြတယ်ပရိဘူတော်လူတကာရဲ့အထင်သေးမြင်သေးကြည်တာကိုခံရတယ်ဝါမီတော်ရှုတ်ချတာခံရတယ်သူလာလို့ရှိရင်ဟေ့ကောင်ဒီဘက်မလာခဲ့နဲ့အဝေးကနေလှမ်းငေါက်တာတော့နော်အဲ့ဒီလူဟာမျိုးလူတကာကသူ့ကိုရှုတ်ချတာခံရတယ်အဲ့ဒီလိုလူတကာကယုံမုံရှုတ်ချခံရတဲ့ဘဝမှာနိသမနံဂရိတဝနာဝန္ဒိတံဘဟုကသနံလမ်းမောသွားလာတဲ့လူတွေဘယ်သူပဲတွေ့တဲ့သူဟာမျက်နှာငယ်လေးနဲ့စိတ်ကလည်းအောက်တန်းကျတဲ့စိတ်နဲ့မာမနာဆိုတာတပြားသားမှမရှိရမျက်နှာငယ်လေးနဲ့လူတကာကိုလက်ဥကလေးတစ်ချီချီနဲ့ရှ िख ိုးနေရတယ်ထိုင်းရှ िख ိုးနေရတယ်အဲ့ဒီလွန်သွားမှသူလုံးဆရာရှိတာလို့အဲ့လောက်ထီအောင်သူ့ဘဝဟာတရိစ္ဆာန်လောက်တောင်မကောင်းတဲ့နေထားမျိုးကိုသူခံစားနေရတယ်တဲ့အဲ့ဒီအချိန်မှာအတ္တတသိင်အထတ္တတသိင်တံဗုဒ္ဓံဘိက္ခုတံကပုရကတံပဝိတန္တမဟာဝီရံမကရဏံပုရုတ္တမံမကရတိုင်းမှာမြို့တော်လို့ခေါ်ရတဲ့ရာဇဂြိုလ်မြို့မှာတဲ့ရဟန်းတန်ဃာတွေခြံရံပြီးတော့ဆွမ်းကဝင်လာတဲ့မြတ်စွာဘုရားကိုသူဖူးတွေ့ရပါတယ်ဒါသူ့အတွက်ကံကောင်းခြင်းတစ်ခုပဲကျန်တဲ့လူတွေကတော့သူနှိမ့်ဆက်မလားရိုက်မလားဆိုတဲ့လူတွေကြီးပဲအကုန်လုံးမြတ်စွာဘုရားဝင်လာတာကိုသူကကံကောင်းစွာဖူးတွေ့လိုက်ရတယ်ဖူးတွေ့လိုက်ရတဲ့အခါမှာအိန္ဒကာကမစင်ညစ်ကြီးတွေကိုတောင်းတဲ့အိုတဲ့ထက်တဘိုးနဲ့ရှိုးပြီးတော့ထမ်းအဲ့လိုလုပ်ရတဲ့အချိန်မှာမြတ်စွာဘုရားဝင်လာတာမြင်တဲ့အခါမှာနိခိတ်ပိတ္တဝါပြနိခိတ်ပိတ္တဝါနာပြပင်ကေဝန္ဒီတုဥပသင်္ကမေတန်ဃာတွေနဲ့မြတ်စွာဘုရားကိုမြင်လိုက်တဲ့အခါမှာမစင်ညစ်ကြီးတွေဟိုဘက်တဆိုင်ဒီပဲတဆိုင်အလဲကောင်ကနေထမ်းလာတဘိုးလေးကိုပြီးအသာချထမ်းလာတဲ့တဘိုးလေးကိုအသာချပြီးမြတ်စွာဘုရားအနိနာမှာရှ िख ိုးတယ်မြတ်စွာဘုရားကိုရှ िख ိုးတယ်မမေဝအနုကမ္ပါယအထတိပုရိသုတ္တမောသူ့ကိုမြတ်စွာဘုရားကတနာတဲ့အကြည့်နဲ့ကြည့်တယ်အကျဉ်းတရားနဲ့သူ့ကိုကြည့်တယ်မေတ္တာနဲ့ကြည့်တယ်ယောက်ျားမြတ်ဖြစ်တော်မူတဲ့မြတ်စွာဘုရားသူ့ကိုတနာတဲ့အကြည့်နဲ့ကြည့်ပြီးတော့သူရှ िख ိုးတာကိုရပ်တံပြီးတော့ပေးတယ်ဆက်ကြောမသွားပါနဲ့သူရှ िख ိုးခွင့်ရအောင်မြတ်စွာဘုရားရပ်တံပြီးတော့ပေးတယ်ခိတ္တလေးရပ်လိုက်တယ်ဆွန့်ခိုင်းဒါသူ့အတွက်မဟာအခွင့်အရေးကြီးပဲနော်ဘလို့ရှ िख ိုးကိုသူဆဲသွားမဲ့လူပဲရှိတယ်အဲ့တော့သူ့ဘောမှာအကျဉ်းမျက်လုံးနဲ့ကြည့်ပြီးတော့မြတ်စွာဘုရားကခိတ္တရပ်ပေးတယ်အဲ့ဒီအချိန်မှာဝန္ဒိတဝါတထုနောပါတိမြတ်စွာဘုရားရဲ့ခြေထောက်ကိုနှစ်ဖူးနဲ့တိုက်ခွင့်သူရသွားတဲ့သဘောပဲနော်ဘုရားနာကပ်ပြီးတော့နှစ်ဖူးနဲ့ခြေကမိုးကိုထိပြီးတော့ဝန္ဒိတဝါတထုနောပါတိမြတ်စွာဘုရားရဲ့ခြေတော်တို့ကိုသူရှ िख ိုးရတယ်ရှ िख ိုးပြီးတဲ့အခါမှာဧကမန္တံထိတော်တရာ
မြတ်စွာဘုရားရဲ့ခြေပမိုးနှစ်ဖူးနဲ့တိုက်ရှ िख ိုးပြီးတော့တင့်တော်တဲ့နေရာလေးမှာခဏနေတဲ့အချိန်မြတ်စွာဘုရားရက်နေတုံနေပဲတင့်တော်တဲ့နေရာလေးမှာထိုင်ပြီးတော့ပပ္ပိစံအဟံအာယစိန်သဗ္ဗတတ္တနာမုဒ္ဓမတရားအလုံးထဲမှာအဆင့်အမြင့်ဆုံးဖြစ်တဲ့မြင့်မြတ်ဆုံးဖြစ်တဲ့မြတ်စွာဘုရားကိုသူဟာတောင်းဆိုလိုက်ပါတယ်သူ့ကိုယဟန်ပြုပေးပါလို့သူ့ကိုယဟန်ပြုပေးပါလို့သူတောင်းပန်လိုက်တယ်ဒါသူကိုယ်တိုင်လျှောက်တဲ့ထဲမှာသူကိုယ်တိုင်ကယဟန်ပြုခွင့်တောင်းတယ်လို့ဆိုတယ်သို့တော့အထက်ကရာထဲရေးထားတာတော့မြတ်စွာဘုရားကသူ့ကိုခေါ်ပြီးတော့မင်းသင်္ကန်းမိုးချင်မူလားဝှချင်ဘုရားကခေါ်ပြီးတော့ဝှခွင့်ပေးတယ်လို့ဆိုတယ်ဒါကြောင့်မို့ကွဲလွဲမှုတွေတော့ရှိဒါသူကိုယ်တိုင်ပြောတဲ့အခါကျတော့သူကိုယ်တိုင်ကမြတ်စွာဘုရားကိုသင်္ကန်းဝှပြစေလို့ဒါနှစ်ခုစလုံးဖြစ်နိုင်တယ်ပေါ့မြတ်စွာဘုရားရဲ့ကရုဏာနဲ့ဒီပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကသူရှိတဲ့လမ်းကိုတမင်ကြွခဲ့တာဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်ဘုရားဆိုတာနဲ့လည်းပိုင်းမှာတတ္တလောကကြီးကိုတပ္ပယုတ္တဉာဏ်ကိုရနဲ့ဖြန့်ကျက်ရှုစားတော်မူတယ်။ရှုစားတဲ့အခါမှာအတိတ်ကကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီဉာဏ်ကိုရထဲမှာပေါ်လာတယ်။ဥပမာမဲ့ပိုက်ကွန်ပြစ်ချလိုက်တဲ့အခါမှာပိုက်ထဲဝင်လာတဲ့ငါလိုပဲသူဟာလည်းမြတ်စွာဘုရားရဲ့ကတ္တရမဲ့ဝိနည်းသရဝအဖြစ်မြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကိုရထဲမှာညှိပြီးတော့ပါလာတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားသူ့ကဲကိုတမင်လာတာဖြစ်တယ်အဲ့ဒီလမ်းကြောင်းအဲ့ဒါကြောင့်သဗ္ဗလောကနုကံပကောလောကကြီးတစ်ခုလုံးသူ့ပေါ်တယ်မကဘူးတရားအလုံးပေါ်မှာအကျဉ်းနာကြီးမားတော်မူတဲ့မြတ်စွာဘုရားဟာတဲ့သူခွင်တောင်းလိုက်တာနဲ့တပြိုင်နက်လက်ရလက်တော်ကိုဆန်တန်းပြီးအေဟိဘိက္ခုတိမအာဟာဘိက္ခုလာခဲ့မြတ်သောအကျင့်ကိုကျင့်ငါဟောထားတဲ့တရားတွေမှန်ကန်တဲ့အတိုင်းဟောထားတာဖြစ်တယ်မြတ်သောအကျင့်ကိုကျင့်ဒုက္ခဆုံးသတ်အောင်မှန်ကန်တဲ့အကျင့်ကိုကျင့်ပါလို့သူ့ကိုအေဟိဘိက္ခုလာခဲ့ပါလို့ခွင့်ပြုလိုက်တယ်သူ့ကိုမြတ်စွာဘုရားအေဟိဘိက္ခုလို့ခေါ်လိုက်တာသာမေအာတုပတမ္မရာမြတ်စွာဘုရားကယဟန်လာခဲ့လို့ခေါ်လိုက်တဲ့စကားရဲ့အဆုံးပါပဲသူဟာအညစ်အကြေးတွေပါဆေးကြောတန်းစင်ပြီးလူအသွင်ပြောက်ခါယဟန်သွင်ရောက်သွားတယ်မြတ်စွာဘုရားရဲ့အစွမ်းတကူသူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရဲ့အကျိုးပေးမှုနှစ်ခုပေါင်းစပ်သွားတဲ့အခါမှာလူစားမြစ်ပတ်ပေးနေတဲ့အနေထားကတကူတော်နဲ့ပြည်တဲ့တပိတ်သင်္ကန်းကိုလွယ်လျက်တကယ်ယဟန်တော်တစ်ပါးအသွင်ယဟန်ဖြစ်ကိုရသွားတယ်ဒီတရားမှာတရားတူမရခင်မြတ်စွာဘုရားကသူ့ကိုအေဟိဘိက္ခုခေါ်တယ်ရှေးရခင်ကဘုန်းကြီးတို့မှတ်ထားမိတာတော့အေဟိဘိက္ခုခေါ်တဲ့ပုဂ္ဂိုလ်တွေဟာယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလူဝတ်နဲ့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုခေါ်တယ်လို့မှတ်ထားတာသို့တော့အခုနိဒထေရရဲ့အမှားစကားမှတ်တရားစကားမှာတော့သူဟာပုထုဇဉ်ဘဝပဲရှိသေးတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားအေဟိဘိက္ခုလို့ခေါ်လိုက်တော့ယဟန္တာမဖြစ်သေးဘူးပုထုဇဉ်ဘဝပဲရှိသေးတယ်အဲ့ဒါဒီပင်လေတကိုးဖြင့်ပြီးတဲ့တကိုးနဲ့ဖြစ်ပေါ်လာတဲ့တကိုးဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကူပါတယ်သူလှူခဲ့တဲ့ကုသိုလ်ကောင်းမှုပါတယ်နှစ်ခုပေါင်းစပ်လိုက်လို့တပိတ်သင်္ကန်းလွယ်လျက်ဝါ60ရာပြီးမထေကြီးအသင်္တရံနဲ့ဖြစ်ပေါ်လာခဲ့တယ်လို့တို့ဆိုတယ်။နော်အေဟိဘိက္ခုခေါ်တာတွေဟာရှင်ကုဏ္ဏညာစပြီးမြတ်စွာဘုရားအေဟိဘိက္ခုခေါ်ခဲ့တာနော်။အဲ့တော့သူလည်းအေဟိဘိက္ခုခေါ်ခံလိုက်ရတာအဲ့ဒါနဲ့ပဲအာမေအာတုပတမ္မရာမြတ်စွာဘုရားခေါ်လိုက်တဲ့စကားရဲ့အဆုံးမှာပဲသူဟာယဟန်ဘဝကိုရရှိသွားတယ်လို့သူတို့ဆိုတယ်နော်အဲ့ဒီလိုယဟန်ဖြစ်ရောက်သွားပြီးတဲ့နောက်မှာမြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်အတိုင်း
တရားဓမ္မကျင့်ကြံကြကိုအထုတ်တယ်အဲ့ဒါကိုတတ္တဟံဧကောအရိညတမေဝိဟရံတောအတ္တန္တိတောတိတ်ဆိတ်ငြိမ်သက်တဲ့တောရချောင်းမှာသူတပါးတည်းနေထိုင်ပြီးမပြင်းမရိနေ့နေ့ညညမြတ်စွာဘုရားရဲ့စကားတော်အတိုင်းသူ့ကိုဆုံးမထားတဲ့အတိုင်းနိလန်ပေးထားတဲ့အတိုင်းကမ္မထန်တရားတွေကိုသူကြိုးစားအထုတ်တယ်တရားအထုတ်တယ်ဆိုတာသူပြောတယ်မြတ်စွာဘုရားသင်ပြတဲ့အတိုင်းသူကြိုးစားအထုတ်တယ်အဲ့ဒါလိုကြိုးစားအထုတ်လိုက်တဲ့အခါမှာရတ္တိယပထမယာမပုဗ္ဗဇာတိမနုဿရေတရားအထုတ်လိုက်တဲ့အချိန်မှာအောင်မြင်မဲ့ညပထမယံလို့ခေါ်တယ်ညနေ6နာရီကနေပြီး10နာရီထိပထမယံအဲ့ဒီပထမယံအတွင်းမှာသမထကျင့်စဉ်အောင်မြင်မြင်ဖြစ်ပြီးအဘိညာဉ်6ပါးအဘိညာဉ်တရားတွေကိုရရှိလို့လောကီအဘိညာဉ်တွေကိုရရှိပြီးပုဗ္ဗေနိဝတ္တလို့ခေါ်တဲ့ပုဗ္ဗေနိဝတ္တနုတ္တိအဘိညာဉ်ကိုရပြီးရှေးဘဝကိုပြန်ပြောင်းအောင်မေ့နိုင်တဲ့အနေအထားမျိုးသူရသွားတယ်လို့သူဆိုလို့ဒီအဘိညာဉ်တစ်ခုကိုပဲဖော်ပြလိုက်တယ်ကျန်တဲ့အဘိညာဉ်တွေလည်းသူရတယ်သမထကျင့်စဉ်နဲ့ရသွားရတ္တိယမစ္စိမံယာမံဒိဗ္ဗစက္ခုဝိသောရိညတကောင်းရန်ရောက်တဲ့အခါကျတော့ဒိဗ္ဗစက္ခုဘိညာဉ်ကိုသူရတယ်တဲ့ရတ္တိယပစ္စည်းမေယာမေဓမ္မောခန္ဓံပဒလယေနောက်ဆုံးညနိုင်ရနှစ်ချက်ရဲ့နောက်ပိုင်းမှာနောက်ဆုံးရန်အတွင်းမှာပဲသူဟာတန်တရားမှာအဆိုင်ခဲနဲ့ဖြစ်ပေါ်နေတဲ့အမှန်မသိမှုအဝိဇ္ဇာကြီးကိုအမှောင်တူကြီးကိုဖြိုခွဲနိုင်တဲ့အရတ္တပဉာဏ်ကိုသူရရှိပါတယ်အာတဝခေယဉာဏ်ကိုရရှိတယ်ဇဝိသသမရရှိတဲ့အကြောင်းကိုသူကိုယ်တိုင်ဖွင့်ပြီးတော့ပြောလိုက်တာနော်ယဟန်တွေကိုသူလျှောက်ကြားပြီးတော့ပြောဆိုနေတာတတောရတ္တယဝိဝတာနေသူရိယုကမနံပတိအဲ့ဒီလိုအလွန်အောင်တန်းချတဲ့ဘဝနေပြီးယဟန်ဖြစ်ပြီးတရားထုတ်ရမြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်တော်ရမတရားထုတ်ရတယ်ညလုံးပေါက်တရားဓမ္မတွေရပြီးနည်းနည်းမိုးတော့အလင်းမလင်းခင်နေပါယဟနာဖြစ်သွားတယ်ကဲညလင်းပြီးတော့နေထွက်တပြူဖြစ်လာတဲ့အချိန်လေးသူ့ရဲ့အခြေအနေကဘာတော့ဆိုတတောရတ္တယဝိဝတာနေသူရိယုကမနံပတိညခါကာလကြီးဟာကုံဆုံးပြီးတော့အရှိလောကရကနေမင်းကြီးထွက်ပေါ်လာပြီတဲ့အဲ့ဒီထွက်ပေါ်လာတဲ့အချိန်လေးမှာအိန္ဒောပြမစအခန္ဓဝမန္နမသိမ့်သူပင်စလီအဲ့ဒီချိန်မှာအာယုန်တက်ချိန်လေးမှာတရားမင်းကြီးရောက်လာတယ်ပြမတွေရောက်လာတယ်ရောက်လာပြီးတဲ့အခါသူ့ကိုလက်အုပ်ချပြီးတော့ရှ िख ိုးကြတယ်နော်လက်အုပ်ချပြီးတော့သူ့ကိုရှ िख ိုးနေကြတယ်အရင်တော့ကသူကပဲလက်အုပ်ချပြီးရှ िख ိုးရတယ်အခုတရားတို့ပြမတို့ဆိုတဲ့တကယ့်ကိုဆင့်မြင့်တဲ့တကူကြီးတဲ့ပုဂ္ဂိုလ်ကြီးတွေကသူ့ကိုလာပြီးတော့ယဟန္တာဖြစ်စလာရောက်ဖူးမြော်ပြီးတော့ရှ िख ိုးနေကြတယ်အော်စရာကြီးမြင့်ခွင်းကရှ िख ိုးတဲ့အခါမှာဘယ်လိုပြောပြီးရှ िख ိုးကြတော့ဆိုနမောတေပုရိတာစဉ္ညနမောတေပုရိသုတ္တမယတ္တတေအတဝခိဏဒခိနေယောတိမာရိတာအရှင်မြတ်တဲ့အရှင်မြတ်ဟာယောက်ျားအာဇာနည်ပိသပါပေတယ်ယောက်ျားအာဇာနည်ဖြစ်တဲ့အရှင်မြတ်အားရှ िख ိုးပါတယ်ကာရဝပြုပါတယ်ပုရိသုတ္တမယောက်ျားတွေထဲမှာအမြတ်ဆုံးအဖြစ်ကိုရောက်ရှိသွားတဲ့အရှင်မြတ်ကိုရှ िख ိုးဝါချကာရဝပြုပါတယ်ယတ္တတေအာတဝခိဏဘာကြောင့်ရှ िख ိုးရတယ်လဲဆိုရင်အရှင်ဘုရားရဲ့ယင်ထဲမှာဘဝကပါလာတဲ့ကိရိတာတွေအာတဝါတွေဟာလုံးဝကုန်ခန်းသွားပါပြီ
ထိတဲ့တန်ပြန်ဖြူစင်တဲ့ဘဝမျိုးမရှိတော့ပါဘူးတဲ့အာသွားတွေကုန်စင်သွားလို့အရှင်မြတ်ဟာဒက္ခိဏေယောတိမာရိတာမြတ်သောအလှကိုခံယူထိုက်တဲ့ပုဂ္ဂိုလ်ဘယ်သူကလှူတဲ့ပုဂ္ဂိုလ်မှာတန်ဖိုးကြီးကြီးပြန်ရတယ်ဒီလိုဆိုလိုတယ်ပေါ့ဘယ်သူလှူတဲ့ပုဂ္ဂိုလ်တွေကိုတုံ့ပြန်တဲ့အခါမှာတန်ဖိုးကြီးကြီးရဒက္ခိဏေယတာမန်ဘုန်းကြီးတစ်ပါးကဒက္ခိဏေယမဟုတ်သေးဘူးနော်ယန္နာဖြစ်သွားပြီဆိုတဲ့အခါမှာယင်ထဲမှာအမိုက်တရားတွေကင်းစင်ပြီးကိလေသာလုံးဝမရှိတဲ့ပုဂ္ဂိုလ်ကဒက္ခိဏေဆိုလိုတာဒက္ခိဏေယဆိုတာယန္နာပုဂ္ဂိုလ်ကိုယေရှုသို့မဟုတ်အရိယသံဃာတွေကိုယေရှုတာသံဃာကုံတော်9ပါးမှာကြည့်တာမန်ပုဂ္ဂိုလ်တွေအနေနဲ့ကသုပ္ပတိပန္နောဘဂဝတောသာဝကတံဃောမြတ်စွာဘုရားတပည့်တွေဟာမှန်ကန်စွာကျင့်တယ်ဥစုပ္ပတိပန္နောနော်မလိမ့်မညာပဲဖြောင်းပြောင်းမှတ်မှတ်ကျင့်စဉ်အတိုင်းမမှန်ကန်ကျင့်တယ်ယာယပฏิပန္နောနိဗ္ဗာန်ကိုရောက်ကြောင်းတရားအတိုင်းကျင့်တယ်လမ်းကြောင်းအတိုင်းကျင့်တယ်တာမိစိတ်ပฏิပန္နောလူတွေယူသည်ပေးတဲ့လောက်အောင်ကျင့်ကြတယ်ဆိုဒါကျင့်တဲ့အခါမှာ၄ပါးဒီထဲမှာပုရုဇဉ်လည်းပါတယ်အရိယလည်းပါတယ်ဒီနောက်ဆုံးဟာကြတော့ဒါကနောလီနောလို့ခေါ်ကြတယ်ပေါ့သုပ္ပတိပန္နောဥစုပ္ပတိပန္နောညာယပฏิပန္နောသာမိစိတ်ပฏิပန္နောဆိုတာဒါပုထုဇဉ်သစ္ခာကိုရည်ညွှန်းလိုက်တာပြီးတဲ့အခါမှာယတိရံစတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာအစုံလိုက်သောတပတိမေဂထံသောတပတိသောတပံတဂရဂာမိမေဂထံတဂရဂာမိဖလထံသို့မဟုတ်တဂရဂာအနာဂာမိမေဂထံအနာဂာမိဖလထံသို့မဟုတ်အနာခံအရတ္တမေဂထံအရတ္ထဖလထံသို့မဟုတ်ယဟန္တာလို့ပေါင်းလိုက်လို့ရှင်စတ္တာရိပုရိသယုဂာနိ၄စုံကိုတစ်ခုစီခွဲလိုက်တဲ့အခါ၈ယောက်ပေါ့၄စုံနဲ့၈ယောက်ဟောအစုံလိုက်၄ခုရှိတယ်၈ယောက်အဲ့ဒီအရိယာ၈ပါးကတော့တဲ့အာဟုနေယောဝေယဆောင်ယူလာတဲ့ပစ္စည်းကိုလက်ခံနိုင်သွားပြီပြောစရာမရှိတော့ဘူးပါဟုနေယောပူဇော်ပွဲတွေအလုံးလက်ခံနိုင်သွားပြီဒက္ခိဏေယောရည်တန်တောင်းတတဲ့အလှူဒါနတွေလက်ခံနိုင်သွားပြီနော်အင်းစဏီကရဏီယောလှုပ်ချီမှုရှိခိုးတိုက်တဲ့အနုတ္တရပုညခိတံလောကတကုသကောင်းမှုဆက်ပြုဖို့အတွက်အကောင်းဆုံးမြေယာတစ်ဖွဲ့ဖြစ်သွားပြီဒါကရောလီယောနောက်ကအနုတ္တရပုညခိတံလောကတအဲ့ဒါအရိယဖြစ်ပြီးသားပုဂ္ဂိုလ်တွေရည်ညွှန်းပြီးတော့ပြောတဲ့စကားရှေ့ပိုင်းကပုရုဇဉ်ပုဂ္ဂိုလ်တွေပါတယ်နောက်ပိုင်းကျတော့ပုရုဇဉ်ပုဂ္ဂိုလ်မပါဘူးလို့ဒီလိုဆိုလို့ရပေါ့နော်အဲ့ဒါကိုသံဃာကုံတော်9ပါးလို့ပြောတာနောလီနောရဲ့နောက်ကယောလီယောအနုတ္တရပုညခိတံလောကတထည့်လိုက်သံဃာကုံတော်9ပါးလို့ခေါ်တယ်ယတိရံစတ္တာရိပုရိသယုဂာနိတွေထည့်မတွက်ရဘူးနော်အဲ့ဒါနောက်ခါပုဂ္ဂိုလ်တွေအတွက်ပုဂ္ဂိုလ်သေယုတ်ဖော်လိုက်တာအဲ့ဒါအာဟုနေယောပါဟုနေယောဒက္ခိနေယောဣဇနိကရဏီယောနုတ္တရပုညခိတံလောကတအဲ့ဒါက5ခုသုပ္ပတိပန္နောဥစုပ္ပတိပန္နောညာပတိပန္နောသာမိစေပတိပန္နော4ခုအဲ့ဒီ9ခုသံဃာကုံ9ပါးလို့ဒီလိုပြောတာနော်အဲ့တော့တရားမင်းတို့မြမမင်းတို့ကလာရောက်ပြီးတော့ရှ िख ိုးတဲ့အခါမှာသူ့ကိုဗာထည့်ပြောသွားတော့ဆိုဒက္ခိနေယောသိမာရိတာအရှင်ဘုရားယင်ထဲမှာကိရိတာအညစ်အကြေးတွေမရှိလို့တကယ်ကိုအရှင်ဘုရားဒက္ခိနေယပုဂ္ဂိုလ်အစစ်ဖြစ်သွားပါပြီလို့ဝမ်းမြောက်ဝမ်းသာယဟန္တာဖြစ်စပုဂ္ဂိုလ်လေးကိုလာပြီးတော့ရှ िख ိုးဝါချကြတာရှ िख ိုးဝါချမှုပြုကြအဲ့ဒီမြင်ကွင်းဟာတော်တော်ထူးခြားတဲ့မြင်ကွင်းပေါ့သူမြင်ကွင်း2ရပ်ကိုစကြည့်လိုက်ပဲဆိုရင်ဘလောက်กว่าခြားသွားတယ်အရင်တော့ကတော့စုပ်ပြတ်ပြီးတော့ဘဝမှာမတည်တတ်တဲ့ဘဝအနိစ္စဆုံးဘဝမှာလူတကာကိုရှ िख ိုးနေရတဲ့လူအခုတော့သူကအခမ်းအနားထိုင်နေတာကိုနတ်တိပြမတွေကသူ့ကိုလာပြီးတော့ရှ िख ိုးနေကြပြီဆိုတော့သူရဲ့ပြောင်းလဲမှုကအမှန်တမ်းကြီးမားတဲ့ပြောင်းလဲမှုလို့ခေါ်တယ်အဲ့ဒါကိုမြတ်စွာဘုရားက
မြင်တဲ့အကြောင်းတတောဒိဋ္ဌဝနမန္တထာဒေဝတာကဒေဝတံခပုရခတမြတ်စွာဘုရားကိုရောမြတ်ကတဲ့တရားတို့ပြမာတို့လာရောက်ပြီးတော့သူ့ကိုနတ်တွေပြမာတွေကဝိုင်းပြီးတော့သူ့ကိုရှ िख ိုးနေကြတာကိုမြတ်စွာဘုရားကမြင်ပြီးတော့တဲ့တိတံပါတော်ကာတိပြုံးလိုက်တယ်ဘယ်ကနေပြုံးတာတော့ဆိုကျောင်းတော်မှာတပါးလည်းနေရင်ပြုံးလိုက်တာပဲနော်ကျောင်းတော်မှာနေရင်ကနေပြီးမြတ်စွာဘုရားပြုံးတယ်မြတ်စွာဘုရားကရှိစရာဘလောက်ပဲရှိပြုံးရုံကလွဲလို့တခြားလုပ်လို့မရှိဘူးပြုံးလေတယ်မြတ်စွာဘုရားဆိုတော့ပြုံးလိုက်တာနဲ့တပြိုင်နက်သွားပြားလေးတွေပေါ်သွားအောင်တော့ပြုံးတယ်ပါဇက်ကလေးနည်းနည်းပွင့်နေဆိုရင်လေးပွင့်သွားတယ်တာမန်လူတွေကြီးသလိုတဟာဟာလို့ကြီးတာမျိုးဘယ်တော့မှမရှိဘူးနော်တဖြဲကြီးနဲ့လှုပ်ပြတာလည်းမရှိဘူးမြတ်စွာဘုရားပြုံးလိုက်တဲ့အနေထားလေးဟာသွားအဖျားလေးပေါ်ပြီးအဲ့ဒီကနေရောင်ချီတော်တွေကိုမြူးထွက်ပေါ်သွားတယ်မြတ်စွာဘုရားဟာသူဏိတမထေကိုချိပြီးတော့တရားတွေနတ်တွေကဝိုင်းအောင်ပြီးရှ िख ိုးနေကြတာကိုမြင်ပြီးဒီမြင်ခွင့်ဟာအလွန်ထူးဆန်းတဲ့မြင်ကွင်းဖြစ်ပြီးမြတ်စွာဘုရားပြုံးလိုက်ပြီးတော့နှုတ်တော်ကဘာပြောလိုက်တော့ဆိုဣမမထံအဘာတထာဒီစကားကိုပြောလိုက်တယ်တဲ့ဘာပြောတော့ဆိုတပေနဗျမစရိယေနတယမေနဓမေနသဧတေနဗြဟ္မနောဟောတိဧတံဗြဟ္မဏမௌဓမံလောကမှာတဲ့မျိုးရိုးဆိုတာအလကားမျိုးရိုးကလူတော်လူကောင်းမြင့်မြတ်သူအဖြစ်ကိုမလုံးနိုင်ဘူးတဲ့မြင့်မြတ်သူအဖြစ်ကိုရောက်စေနိုင်တာတော့တပလို့ခေါ်တဲ့အိန္ဒြေကိုထိမ့်သိမ်းဆောင်ရှောက်တဲ့အကျင့်အိန္ဒြေထိမ့်သိမ်းဆောင်ရှောက်တယ်ဆိုတာမျက်စိနာနာလျာကာယမနဆိုတဲ့အရာတွေကနေပြီးအကုသိုလ်မဖြစ်အောင်ချုပ်တီးနိုင်တဲ့ပုဂ္ဂိုလ်နော်ချုပ်တီးနိုင်တဲ့ပုဂ္ဂိုလ်မျက်စိနာနာလျာကာယမနမှာဝင်လာတဲ့အာယုန်ဒီပေါ်မှာအကုသိုလ်မဖြစ်အောင်ထိမ့်သိမ်းနိုင်တဲ့အကျင့်ကိုတပလို့ဒီနေရာမှာခေါ်တယ်အိန္ဒြိယသမရဗြဟ္မစရိယေနမြတ်သောအကျင့်ဆိုမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်တာဝိပဿနာကျင့်စဉ်ကိုကျင့်တာတယမေနဆိုတာသီလအကျင့်ဓမေနဆိုတာသီလအကျင့်ကိုကျင့်ပြီးတော့အစစ်မြင့်တဲ့ပညာကိုယ့်ကိုဆုံးမနိုင်တဲ့ပညာအလုံးပေါင်းလိုက်တော့တပေနဗြဟ္မစရိယေနတယမေနတပေနဓမေနလို့တပလို့ခေါ်တဲ့အိန္ဒြိယသံဝရဗြဟ္မစရိယဆိုတဲ့မေဃဗြဟ္မစရိယတယမလို့ဆိုတဲ့သီလသို့မဟုတ်ဗြဟ္မစရိယနဲ့တယမပေါင်းပြီးတော့သီလဓမ္မဆိုတာကိုယ်စိတ်ကိုဆုံးမပဲ့ပြည့်နိုင်တဲ့ကိလေသာတွေကိုရှင်းပြနိုင်တဲ့ပညာအဲ့ဒီအရေးချင်းတွေကသာဣတိနအဲ့ဒီပြောတဲ့အရေးချင်းကသာဗြဟ္မနောဟောတိလူဘဝမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ဒီအရေးချင်းတွေကမှလုတ်ပေးနိုင်တာတဲ့ဧတံဗြဟ္မဏမௌဓမံအဲ့ဒီအရေးချင်းတွေကလုတ်ပေးလိုက်တဲ့ပုဂ္ဂိုလ်ဟာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သွားတယ်လို့ဘိုက်ဆံကလည်းလုံးမပေးနိုင်ဘူးလို့ဆိုလို့တယ်မျိုးရိုးကလည်းလုံးမပေးနိုင်ဘူးယာရုဂုံသိန်းကလည်းလုံးမပေးနိုင်ဘူးလုတ်ပေးနိုင်တာလူတယောက်ဟာအောက်တန်းအကျဆုံးကနေဆွတ်တင်ပြီးတော့ပေးတာတပဗြဟ္မစရိယတယမဓမ္မဆိုတဲ့ဒီမြင့်မြတ်တဲ့အကျင့်နေတာဖြစ်တယ်လို့မြတ်စွာဘုရားကပြုံးတော်မူပြီးတော့ဒီစကားသူ့ကိုတရားဟောလိုက်တာလှမ်းပြီးတော့ဟောလိုက်တာမြတ်စွာဘုရားအဲ့ဒါကိုထည့်သွင်းပြီးတော့ရှင်သူဏိတာအမတ်တရားစကားအနေနဲ့ယဟန်တွေကိုရှင်းပြနေတာနော်အေးဒါသူ့ရဲ့အမတ်တရားစကားတွေပဲဖြစ်တယ်ပေါ့နတ်တကာတွေအလုံးကနေပြီးတော့အံ့ဩဝေရကောင်းအောင်သူ့ရှ िख ိုးနေတယ်ဆိုတာစပေကျမ်းကမှာတာဒေဝတာတတ္တတတ္တဥလာရာဗြဟ္မာစအိန္ဒောဥပသင်္ကမိတောအာဇာနိယံဇာတိစရာဘိဗုဒံသူဏိတံဥပဝတ္တန္တိပတနာစိတ်တာ
လူဘဝတုန်းကအောက်တန်းအချဆုံးပုဂ္ဂိုလ်တယောက်မြင့်မြတ်တဲ့အကျင့်တွေကိုကျင့်လိုက်လို့အမြင့်မြတ်ဆုံးအဆင့်ကိုရောက်သွားတဲ့သူဏိတဆိုတဲ့ယဟန္တာအရှင်မြတ်ကိုကြီးညိုသရာပွားများပြီးပြမာရီနတ်တရားတွေကလာပြီးတော့900လောက်အတိုင်းအတာရှိတဲ့နတ်တွေပြမာတွေကဝိုင်းအောင်ပြီးသူ့ကိုလက်ဥချီမှုရှိခိုးနေကြတယ်အဲ့ဒီမြင်ကွင်းဟာပြုံးเสียမြင်ကွင်းပဲပေါ့မြတ်စွာဘုရားကိုယ်တိုင်ကလမ်းညွှန်မှုပြုလိုက်တဲ့အခါမှာအောက်တန်းချဆုံးပုဂ္ဂိုလ်သည်မြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ကိုရောက်ရှိသွားတာဖြစ်တယ်အေးဒီဇလံဒီသူဏိတမထေရရဲ့သူ့ဘဝကိုအခုလိုရှင်းပြလိုက်ယဟန်တွေကိုမကွယ်မထောက်သူ့ရဲ့ဘဝဇာတ်ကြောင်းကိုရှင်းပြီးတော့ပြလိုက်တယ်ဒါဟာသူ့ရဲ့အမတ်တရားစကားပဲဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သူဏိတဆိုတဲ့တစ်ချိန်တစ်ခါတုန်းကအလွန်မှားယွင်းစွာလုပ်ခဲ့တဲ့အပြစ်ဒဏ်ကိုအချိန်ချင်းခံစားရပြီးနောက်ဆုံးအချိန်ရဟန္တာဖြစ်မဲ့ဘဝတောင်အောက်ဆုံးအဆင့်ကိုရောက်သွားတော့လည်းပဲသူတော်ကောင်းတရားကဆွတ်တင်ပေးလိုက်သည့်အတွက်ကြောင့်နတ်တိပြမာတွေကဝိုင်းအောင်ရှိခိုးရတဲ့အနေအထားမျိုးထိအောင်မြတ်စွာဘုရားရဲ့ခြေစွတော်ကြောင့်ရရှိပြီးတော့သွားတယ်အဲ့ဒီကြောင့်ကိုမှတ်တမ်းထင်ပြီးဘဝသင်္ကန်းစာယူဖို့အတွက်ဘုန်းကြီးတို့တွေဟာမြည်သည့်ပုဂ္ဂိုလ်ကိုမှအပြစ်ကြည့်ပြီးတော့ဆွဆွဲကြဲမှုခြင်းမဖြစ်နေအောင်တတိထားကြရမှာဖြစ်တယ်လောကမှာအကောင်းဆုံးဟာမြင့်မြတ်တဲ့အကျင့်ကိုကျင့်ခြင်းကသာလေလူကိုမြင့်မြတ်စေတယ်ဆိုတဲ့ဒီသဘာဝတရားကိုသိရှိနားလည်ပြီးတို့တွေဟာမြင့်မြတ်သူဖြစ်သူရောက်အောင်တပဗြဟ္မစရိယတာယမဓမ္မဆိုတဲ့ဒီချင်းတွေရအောင်လုပ်ရမှာဖြစ်တယ်ဆိုတာကိုယ်စီသဘောကျပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း